lên là phun mày quá này mà အော်ဆွန်လာစာအားလုံးမင်္ဂလာပါမလို့ညီကတော့နော်ဒီမှာတော့ညီကတော့ကျွန်တော်တို့နဲ့တိစောပြန်ပြီးပေါ့နော် ở trong là sai à là mình làm nó đi nơi cho nó số trả này là tuyệt sơn đi vào bọn nó đi từ kho cái đó xanh cái dầu ám mà xí đào của cho nó này tụt là lê là chai mà bọn nó xanh cái dầu ám mà xí đó bè mà của chúng nó sa tiền ra từ đây nó bè bánh của sa vì đó lê là tiền ra từ đây rồi đi nơi quên làm cái đấy tụt lê là tòa chai nó quên chi đó sẽ cái làm cho lôi ra đây nó vì đó thì sẽ chế bị chai bọn nó ok đó đã đó giờ ám mà xí đó bà này ba tê ra đây nó phát tâm số cả bạn su này ba tê mày bọn nó cả bạn su vì đó la biểu nó tôi ở lâu bỏ lưới được cô bây giờ nhiều ở lâu này từ vì đó giờ ám mà có nào của phát tâm số ở trên này cả bạn su được khu bé là mà hơi đó mình nên được cái họ mỹ là đây nhìn thấy thì họ là giờ ám mà siêu rồi đó cả bạn su này xài là rồi đó đi này ở tí xây nhà mày nó ok nó rồi đó đi mà phát tâm số là phiếu hay sao phiếu với mày nó đi mà phiếu đây khả năng nó tụi mà ta xí để nó đi mà tôi là ai đi mà ta của tết lễ đi mà thà bây giờ mày nó tụi lo này tụi nó trong đi này cái đó đuôi bấy mà hơi nó bầu bóng bấy mà tụi là sẽ đó lù sâu đây nó đi này nó sẽ so win lẽ ba đây sẽ so chi lẽ ba đây nó trong lù sâu đây tôi cho nhiều đồ win là đấy tụi điểm nhá để giáo ta chế subscribe win đây khi bị bảo ok là thập phiếu là sẽ gì nó lấy này là có mà có nó tại chế là chọn trà bị bảo nó đi mà nó lù sâu đây nó đi này nó là ba xe လာပါနော်မင်္ဂလာပါဆရာကြီး မင်္ဂလာပါ โอเคနှစ်ဖြန်းကြောက်ဘူးဒီမှာနော်အကြောင်းဒီကာဗနာဆူနဲ့ပါသက်တဲ့အကြောင်းကိုနည်းနည်းလာစင်းမယ်နော်ကာဗနာဆူကတော့ကျွန်တော်တို့ဒီမှာကြည့်ရမယ်နော်ဒါတော့တောင်ရာတွေများနေပြီနော်ဒီလိုမျိုးတောင်ရာတွေများရင်တော့ကျွန်တော်တို့ထုတ်ပြီးတော့လဲရမယ်ပေါ့နော်ထုတ်မလဲရင်တော့မရဘူးပေါ့နော်နှစ်ဖြန်းလေးနိုင်လို့လေးဒီနှစ်ဖြန်းတော့ခဲဖြန်းကြည့်ရရောနော်โอเคနော်အကြောင်းကျွန်တော်တို့ရုပ်ထွက်အားနော်ပထမဆုံးလိပါဆွဲရင်တော့ကျွန်တော်ပြောတယ်ကောတွေဘာတွေတဲလို့မရရင်တော့ဒီမှာကြည့်နော်ဒီနေရာမှာကြည့်ရမယ်နော်တွေ့လာဒီမှာစားနေတာတကြောင်းစားနေတယ်နော်မင်္ဂလာပါရမဟန်နော်ဒီလေးရမဟန်ပေါင်ခေါ်ပေါ့နော် မြင့်ကျွန်တော်မြင့်ကြော်ပါနော် နော်ဒီမှာကျွန်တော်ဖြုတ်ပြပေးမယ်ညီကိုတို့တွေနိစနိကြပဲပေါ့နော်ပြီးတော့သေချာလေးကြည့်နော်ပထမဆိုတော့ကျွန်တော်ကပနာစုကိုထောက်တဲ့အခါကျရင်တော့ဒီမော်လီဝါလဲမော်လီတော်လို့ရှိတယ်နော်ဆိုင်ကဟောင်းပွဲဆိုရင်တော့ဒီလိုမျိုးပုံစံနဲ့တွေ့ရမယ်နော်โอเคနော်มาပြီးခဲ့တဲ့တဲ့ဝေးသောโอเคနော်ဒီမှာနော်ကျွန်တော်မော်လီတော်လို့ရှိတယ်ဝါလဲမော်လီတော်လို့ရှိတယ်နော်ဝါလဲတော်လုံးအဲ့ဒီမော်လီဝါလဲတော်လို့ကိုကျွန်တော်ပထမဆိုအရင်ထုတ်ပေးလိုက်ပါအဲ့လိုမျိုးထုတ်ပေးလိုက်ပါနော်အခုအယောက်20ကျော်ပြီးနော်ဝင်လာပြီးတော့ဆိုရင်တော့စကားတွေလာပြောလို့ရတယ်နော်ဘယ်နေရာမှာကြီးစုနေကြတာလဲမသိဘူးနော်စကားတွေလာပြောလို့ရတယ်နော်ဘယ်နေရာမှာလဲမြန်မာနိုင်ငံမှာလားထိုင်းမှာလားမသိဘူးနော်နော်ကျွန်တော်တို့အခုကတော့လက်ရှိထိုင်းမှာနေတယ်ပေါ့နော်နော်โอเคနော်အဲ့ဆိုတော့ကျွန်တော်တို့ဖော်ရလိုမျိုးဖော်လိုက်မယ်နော်လွယ်သိမ်းမှာပဲနော်ဖြောက်ပြီးတော့ဒီမှာတွေ့လားသူရဲ့အဲ့ဒီမိုလီဖြောက်ဖို့သူကွာယူလာစရာနော်ဒီကွာနဲ့ထောက်ရမယ်နော်ကျွန်တော်တို့ရိုက်ထုတ်တဲ့အခါကျရင်တော့တောင်ရလေးကြည့်နိုင်တယ်နော်အကြောင်းကွာလေးနဲ့တောက်ပြီးတော့ရိုက်ထုတ်ဖို့လိုတယ်နော်ညီကိုတို့နော်မင်္ဂလာပါစောမြန်မာမွန်တလေးကပါโอเคမွန်တလေးမှာလည်းဝင်လာတယ်နော်125လာဒါတော့ဒွင်ဘိုင်းတော့မနေ့တော့ကတောင်းဆိုလာတယ်ဟုတ်လားဒွင်ဘိုင်းကျော်အားမကောင်းဘူးဘယ်နေရာမှာကြည့်ရတယ်လဲဆိုတော့ဒီမှာကြည့်နော်ကျွန်တော်တို့ကျော်အားမကောင်းရင်တော့ဒီနေရာကနေနော်ပြပေးမယ်နော်ညီကိုတို့နော်โอเคနော်ဒီမှာသေချာလေးကြည့်ပေးပါဦးနော်အယောက်50ကျော် subscribe လေးတွေလည်းဝင်နေခဲ့ပေးပါဦးနော်အကြောင်းဒီကွာလေးနဲ့အသုံးပြုရမယ်နော်ဆရာတို့ညီကိုတို့နော်ဒီကွာလေးနဲ့ဖြုတ်ရင်တော့ဒီမှာဖြုတ်ရတာလွယ်တယ်နော်โอเคနော်အဲ့လိုမျိုးဖြုတ်ပေးလိုက်ပါဖြုတ်ပေးပြီးတွေ့လားရိုက်ရင်တော့ဒီလိုမျိုးတွေ့လားစားနေမယ်နော်စားတာဒီမှာတွေ့လားတော်စားနေတယ်နော်အကြောင်းမရိုက်သိမ့်ဘူးနော်နိစနိကြလေးနဲ့ထောက်ရမယ်နော်ပြီးတော့ဝါစာပြားတစ်ခုရှိမယ်ဝါစာပြားစာလုံးရှိတဲ့ဘက်အပြင်မှာထားရမယ်နော်ဒီမှာတွေ့လားစာလုံးရှိတယ်နော် outside နော် outside အပြင်ဘက်နော်အင်္ဂလိပ်မှာတာဖတ်မှာတိုင်းတော့နေပါစေစာလုံးတွေ့ရင်တော့အပြင်မှာထားအဲ့လောက်ဆိုရပါပြီနော်ညီကိုတို့နော်โอเคနော်အဲ့ဆိုတော့ဒါတော့ကာဗနာစုနော်အကြောင်းဒီကာဗနာစုတဲ့ပြဿနာလေးတွေကိုဒီနေ့စိမ့်မယ်ဗျာနော်တောင်းဆိုလာတော့တော်များပဲမင်္ဂလာပါဆရာစောဝင်လဲလာတယ်နော် subscribe ဝင်နေခဲ့ပေးပါအောင်ညီကိုတို့များအားလုံးနော်ပထမဆုံးကျွန်တော်ပြောတဲ့ရုပ်အားမကောင်းရင်တော့ဒီမှာလာကြည့်ကျွန်တော်ဆက်နိုးတာနဲ့ဆိုင်ကတစီကိုဒီမှာဆက်နိုးတာနဲ့ချက်ချင်းဒီ client အတိုင်းလဲမယ်ဗျာဒီ client အတိုင်းလဲတဲ့အခါကျရင်တော့ဒီမှာတွေ့လား client အတိုင်းပထမဆုံးကတော့ဒီကာဗနာစုပဲအရင်လဲမယ်ကာဗနာစု feel လဲနေမယ်ဒီအောင်မလဲဘူးနော်
ဒီအောင်မလဲဘူးနော်အားကြောင့်ကျွန်တော်ပြောတယ်ကျွန်တော်လီပါဆွဲတဲ့အခါကျရင်တော့အဲ့ဒီကာဗနာစုထဲမှာရှိသောစပလင်တော့ကွင်းကိုသူဟာမယ်ဗျာဟာတဲ့အခါကျရင်တော့ဒီကာဗနာစုအောင်နဲ့သူအစုံလိုက်တွဲပြီးတော့သူလဲမယ်နော်ကလပြအောင်ရောသူချိန်ဆက်ပြီးတော့သူသွားမယ်ပေါ့နော်အားကြောင့်ဒီလိုမျိုးအလောလော့တယ်ပေါ့နော်အားကြောင့်ကျွန်တော်ပြောတယ်စလီပါဆွဲတဲ့အခါကောင်းတွေပါတယ်တဲလို့မရရင်တော့ဒီကာဗနာစုကိုလာကြည့်ရမယ်ကာဗနာစုမကောင်းတာလားမဟုတ်ရင်တော့သူ့ရဲ့ဆလောင်အော်ဒီလိုမျိုးတောင်ရတွေဖြစ်တာလားနော်အားကြောင့်မကောင်းတာတော့ကာဗနာစုရောအားမရှိလို့ကလပြပဲထုတ်လဲနေတဲ့နော်မရဘူးနော်အားကြောင့်ဘယ်ဟာကိုမကောင်းတာလဲထုတ်ပြီးတော့သေချာလဲကြည့်ရမယ်နော်โอเคနော်အဲ့ဆိုရင်တော့ဒီမှာသေချာကြည့်ပေးပါကျွန်တော်ထုတ်ပြပေးမယ်နော်ပထမဆိုတော့ကျွန်တော်တို့အဲ့ဒီအော်ကမော်လီအင်ဂျင်ဝိုင်ခွဲကိုကျွန်တော်တို့နှလုံးရှိတယ်နော်နံပါတ်ရှိထုတ်ပေးရမယ်ပေါ့နော်နံပါတ်3ညွှန်းခဲ့စိဖူးလိုက်ကြလို့နော်အားကြောင့်နံပါတ်နံပါတ်30နှလုံးရှိတယ်နော်အရောက်90ကျွန်တော် subscribe လေးတွေလဲ subscribe လေးတွေလဲပါလို့ရမလဲဆရာဆိုရှိရဲ့ လောက်ထားပေးပါဦး နှိပ်ခဲ့ပေးပါအောင်နော်ဒီမှာတွေ့လားအောက်မှာမော်လီနှလုံးကျွန်တော်တို့ဖြုတ်လိုက်မယ်ဒီမှာတွေ့လားမဖြုတ်ရင်တော့ကျွန်တော်တို့ထုတ်လို့မရဘူးနော်နှလုံးထုတ်ရမယ်နော်နှလုံးရှိတယ်ပေါ့နော်အရောက်100ကျော်နော်မင်္ဂလာပါကိုကိနီနာမောင်းနေရင်အကိုကိနီတာမာနေရင်ဘယ်လိုလောက်ရမလဲမနေ့တော့ကကျွန်တော်ပြောထားပြီးလေကိနီတောင်မာတာလေဝင်ကြည့်လို့ရတယ်နော်ပြောင်းဝင်ကြည့်သွားလိုက်နော်အဲ့ဒီအကောင့်ထဲမှာဝင်သွားလိုက်နော်မနေ့တော့ကကိနီတောင်မာတာစင်ပြထားပြီးနော်ပြီးတော့ subscribe နှိပ်ထားလိုက်နော်ဒီမှာတွေ့လားကိနီတောင်ပြဿနာလဲလာအောင်မယ်ဒီမှာဒီနေ့နော်အကြောင်းဝင်ပြီးတော့ subscribe နှိပ်ထားပါနော် subscribe နှိပ်ထားပါနေ့တိုင်းတွေ့ဆုံရအောင်နော်subscribe ဝင်နေလဲပါနှိပ်တာတော့လဲပတ်ဆောင်လဲမကုန်ဘူးဟုတ်လားဆရာတို့နော်ပတ်ဆောင်လဲမကုန်ဘူး ပထုံဌာနီကပါဝေးလာဆရာဟောဝေးပထုံဌာနီမှာပထုံဌာနီဆိုရင်တော့နည်းနည်းတော့ဝေးတယ်ပေါ့နော်လာလို့ရတယ်နော်တကယ်လို့ဝါသနာပိုင်တော့တကယ်လို့ပညာရရင်တချို့သူတွေခြုံပူလီမှာတော့လာသေးတယ်နော်ပညာမဲလေထိုင်គឺပညာလိုချင်တော့ကျွန်တော်ပြောတယ်နော်ပညာတွေပါတယ်လိုချင်တော့ကျွန်တော်တို့ကြိုးစားပြီးတော့လာရမှာပဲနော်ညီကိုတို့နော်အားကြောင့်တကူခုလိုချင်ပြီးတော့အချက်တွေလည်းပေးဖို့မလိုဘူးလားဆရာတို့လိုတယ်အချက်တွေလည်းပေးရမယ်ပေါ့နော်ညီကိုတို့နော်အားကြောင့်ကျွန်တော်တို့လည်းအဲ့လိုမျိုးလိုချင်တော့အလကားမရဘူးပေါ့နော်โอเคအဲ့ဆိုရင်တော့ကျွန်တော်တို့ပလေယာယူလာဆရာတို့ဘယ်နဲ့သေးပါခိုင်းတဲ့စာနှိုက်ထားပါတယ်အမြဲနှိုက်ထားပါတယ်ဗျဟိုကျေးဇူးတင်ပါတယ်ပေါ့နော်မင်္ဂလာပါဆရာစောကြဟုတ်ကဲ့ပါဘယ်ကလဲဆရာအခုထိုင်းနိုင်ငံမှာနေပါတယ်ပေါ့နော်အကြောင်းကျွန်တော်တို့ထုတ်ပြမယ်မထုတ်သေးခင်ဒီဘော့ကိုအရင်ထုတ်ရမယ်ဟုတ်လားဆရာတို့ဟုတ်တဲ့အခါဒီ player နဲ့သုံးမယ်နော်သေချာကြည့်နော်အရေးကြီးတယ်နော်ညီကိုတို့နော်subscribe နှိပ်ထားပါတယ် okay subscribe ပဲမှာနှိပ်ရတယ်လေsubscribe ကတော့အပေါ်မှာဒီကျွန်တော် like လို့เนี่ยအကောင့်ထဲမှာဝင်သွားပြီးတော့ဘေးကခေါင်းလောင်ရှိတယ်နှိပ်ထားလိုက်နော်ညီကိုတို့နော်မနှိပ်ရသေးတော့နော်ဟုတ်ကဲ့ပါနော်ဝင်လိုက်ပါနော်โอเคဒီမှာတွေ့လားဒီဘောတလောက်ကိုထုတ်လိုက်ပါတက်လေးထုတ်နော်မတက်ရင်တော့လောကထုတ်လို့မရဘူးနော်အဲ့လိုမျိုးတက်လေးထုတ်ပါစာလောက်ရှိတယ်တွေ့လားစာလောက်ကတော့အပေါ်မှာထားဖမတိုင်းနေပါစေနော်အပေါ်မှာထားရမယ်နော်အဲ့လိုမျိုးထားပြီးတော့သူကအဲမှာတွေ့လားထုတ်ဖို့မော်လီရှိတယ်တွေ့လားကျွန်တော်အဲ့ဒီမော်လီမှာထုတ်ရင်တော့ကျွန်တော်တို့ဒီလိုမျိုးဆွဲထုတ်လို့မရဘူးเนาะထုတ်ရင်တော့အစုံလိုက်ထုတ်ရမယ်เนาะဒီနေ့ကတော့ကျွန်တော်ပြောတဲ့အဲ့ဒီအပိုင်းတကူအားလုံးစိန်ပြပေးမယ်เนาะအစုံအထိစောကြည့်ပေးပါဦးเนาะအားလုံးပဲညီကိုတို့များเนาะအစုံအထိစောကြည့်ပေးပါဦးအားလုံးအတွဲပညာရသွားအောင်เนาะဝင်ကြည့်เนาะခဏပဲဝင်ကြည့်เนาะဟိုမရောက်ဒီမရောက်ဖြစ်သွားမှာဆိုလို့အားကြောင့်နေ့တိုင်းလေးလာဝင်ကြည့်ရနိုင်အောင်ပညာတွေလည်းရသွားအောင် subscribe ဝင်နှိပ်ခဲ့ပေးလိုက်ပါတရားတစ်ချက်เนาะအရောက်300ကျော်เนาะလေးစားစွာအားလုံးကိုဖိတ်ခေါ်ပါတယ်เนาะโอเคเนาะကျွန်တော်တောင်းဆိုချင်တာတစ်ချက်ပဲနော်အဲ့ဒီ subscribe ပဲဝင်နေလိုက်ပါညီကိုတို့တွေကြိုက်တယ်လို့တောင်းဆိုလာလို့ရတယ်ကျွန်တော်လည်းတသလားစိန်ပြပေးပါမယ်နော်ကျွန်တော်တောင်းဆိုချင်တာတော့တစ်ချက်ပဲ subscribe ပဲနှိပ်ခဲ့ပေးပါအောင်နော်လောက်ပေးလို့ရမှာလားမသိဗျနော်ဒါတော့ကျွန်တော်ထုတ်ပေးပြီးနော်ဒီမှာနော်နှိပ်ထားပါတယ်ဆရာကျေးဇူးပါဗျာဆရာကတော့ကာဗနာစုအထိုင်နဲ့ဝရသွန်လိုက်ရအစဉ်ပြေနိုင်မှာမလားဆရာလောကမရောက်ပြောမယ်ခဏကျရင်စော့နော်မရောက်သေးပြောမယ်နော်အကျွန်တော်တေချာဒီအလုပ်ကိုထုတ်ပြီးတော့ကျွန်တော်တို့ player လေးနဲ့သုံးမယ်သုံးပြီးတော့ကျွန်တော်တို့ဆွဲထုတ်မယ်နော်ဒီမှာတေချာကြည့်နော်ဒီမှာတွေ့လားဒီမှာရိုက်တာများလို့နော်ဒီမှာရိုက်တာများလို့ကောင်းတွေလဲဘာဖြစ်လဲဆရာတို့ပြောလိုက်ရင်တော့ကောင်းတယ်တောင်ရတွေဖြီးကုန်ပြီးပြောလိုက်ရင်တော့ပြဲကုန်ပြီးရောဗျာနော်ဒါအဲ့လိုမျိုးမလောက်သိမ့်ဘူးနော်အဲ့လိုမျိုးမလောက်သိမ့်ဘူးဘာဖြစ်လဲဆိုတော့ကျွန်တော်ပြောတဲ့ဆိုင်ကယ်တစီးကိုအဲ့လိုမျိုးကတော့ရိုက်ရင်တော့ထွဲရင်တော့ထွဲပေမဲ့လဲနော်ဒီအတိုင်နော်ရိုက်ရင်အခါကျရင်တော့ဒီအတိုင်ကတော့တောက်ခါမယ်နော်တောက်တဲ့အခါကျရင်တော့အထဲမှာဘောတွေမရှိလားဆရာဘောတွေပြဲမယ်ပြီးတော့ client တွေဘာတွေထိခိုက်မယ်ဒီအတိုင်ဆိုရင်တော့ကီယာမရှိဘူးလားကီယာတွေလည်းထိခိုက်မယ်နော်အားကြောင့်မရိုက်သိမ့်ဘူးနော်နိစနိကြလေးနဲ့ထုတ်ပြပေးနေပါလေနော်အားကြောင့်ညီကိုတို့တွေများအားလုံး
ကျေးဇူးပါဗျာဆရာကျွန်တော် subscribe နှိပ်ထားပါတယ်အမြင်ပဲ okay ကျေးဇူးတင်ပါတယ်ပေါ့နော် subscribe နှိပ်ထားတဲ့သူတိုင်းအောင်မြင်ပါစေเนาะမနှိပ်ရသေးတော့အခုကြည့်နေတဲ့မနှိပ်ရသေးခဲ့ဘူးဆိုရင်တော့ချက်ချင်းဝင်နှိပ်လိုက်ပါဦးစောင့်မယ်ပြီးတော့ဒီမှာလာကြည့်မယ် okay เนาะဒီမှာကျွန်တော်တို့ထောက်ရင်တော့အစုံလိုက်ဒီမှာတေချာကြည့်နော်မော်လီတွေထောက်ကောက်ပြီးဆိုရင်တော့အစုံလိုက်ဒီလိုမျိုးဆွဲထောက်ဖို့မလိုဘူးလားဆရာတို့ဒီမှာကြည့်နော်တပြည့်ပြည့်နော်အစုံလိုက်တွေ့လား စာရေးမရဘူး YouTube မှာ YouTube မှာတော့စာရေးမရပေမဲ့စကားပြောလို့ရတယ်ကျွန်တော်နဲ့အတူတူနော် YouTube ထဲမှာဆိုရင်တော့ကြည်ရတာလွယ်နေ့တိုင်းပဲတွေ့မယ် YouTube ဆိုရင်တော့ Facebook ထဲမှာဆိုရင်တော့2ရက်3ရက်တခါပဲဝင်မယ် YouTube ထဲမှာဆိုရင်တော့နေ့တိုင်းပဲဝင်နှိပ်လိုက်ပါအခုချက်ချင်းပဲမနှိပ်ရသေးတော့နော် Okay နော်ဒါတော့အစုံလိုက်ဒီလိုမျိုးဆွဲထောက်ဒီမှာတွေ့လားအစုံလိုက်ဆွဲထောက်ရင်တော့ဒီမျိုးပုံစံတွေ့ရမယ်အားကောင်းမကောင်းဆိုရင်တော့ဒီမှာတွေ့မယ်နော်ဒီမှာကြည့်နော်ကလပ်ပြာကတော့ဒီလိုမျိုးနေတယ်ဟောအဲ့ဒီကလပ်ပြာကတော့ဘယ်အချက်အလောလောလဲဆရာတို့ဘယ်အချက်လောလောလဲပြောကြည့်ပါဦးဆရာတို့ဒီကလပ်ပြာတော့ကျွန်တော်တို့စဲနိုးတဲ့အခါကျွန်တော်ပြောတဲ့ကလပ်ပြာကတော့မလဲသေးဘူးအလောမလောသေးဘူးဘယ်မှာအရင်အလောလောလဲဒီကဗနာဆူအရင်လောလောမယ်ဒီ client တိုင်မှာနေတယ်တွေ့လားပင်နီယာတွေ့လားဗျာဒီပင်နီယာတွေ့တယ်နော်ဒီပင်နီယာမှာဒီ client တိုင်ပင်နီယာနဲ့ဒီလိုမျိုးချိန်ဆက်ထားတယ်ဗောဗျာအားကြောင့်သူမလဲဘူးလား client လဲတာနဲ့အဲ့ဒီကောင်မလဲဘူးလားလဲမယ်နော်အားကြောင့်ဒီကဗနာဆူလဲမယ်ကဗနာဆူလဲရင်တော့ကျွန်တော်ပြောတယ်ဆက်ကျွန်တော်တို့ကီယာထိုးလိုက်တာနဲ့သူ fee လဲနေမယ်နော် fee နေပဲလူနေမယ်အားကြောင့်ဘယ်အချိန်အလောမလဲဆိုတော့ကျွန်တော်တို့လီပါဆွဲတဲ့အခါသူအမြောင်လဲမယ်လေအမြောင်လဲတဲ့အခါကျရင်တော့သူ့ရဲ့လဲပတ်မှုတွေများအားလုံး discipline တော့ခုတွေးလာဗျာအမြဲကြည့်ဖြစ်တယ်ဟုတ်ကဲ့ပါနော်နှလုံးသားOkay ကျေးဇူးပါနော်အမြဲကြည့်စုပေးတဲ့အတွက်နှလုံးသားချနှစ်ဖက်ရဲ့ရင်ခုန်ဆောင် Okay ကျေးဇူးပါနာမည်လဲမိုက်နေနော်နာမည်လဲကြိုက်သွားပြီနော်ပြီးဆရာအမြဲပဲကြည့်တယ်ဆရာ Okay subscribe နှိပ်တာပဲကျေးဇူးတင်ပါတယ်Okay မြန်မာပြည်မှာလဲအားပေးနေတဲ့သူတွေများကျေးဇူးတင်ပါတယ်ပေါ့နော်မာလို့မရသေးဘူးနော်မြန်မာပြည်မှာတော့စာအုပ်မာလို့မရသေးဘူးနော်ထိုင်းမှာပဲရသေးတဲ့ညီကိုလို့နော်လေးစားစွာနဲ့တောင်းပန်ပါတယ်အားလုံးပေါ့နော်မြန်မာနိုင်ငံမှာရတဲ့အခါကျရင်တော့အကြောင်းကြားပါမယ်ဗျာအားလုံးစောက်ပေးပါအောင်နော်တေချာရမှတေချာတယ်နော်မြန်မာနိုင်ငံမှာတွေ့တာပဲမယ်ထိုင်းမှာအသေးစင်တော့မာယူလို့ရပါထိုင်းကနေအသိရှိရင်တော့အသိနဲ့အရင်မှာခိုင်းလိုက်ရတယ်နော်โอเคနော်အားကြောင့်ဒီနေ့ဘယ်သူလဲဗျာဘယ်သူဆိုင်ကယ်ဆွဲအားမရှိတဲ့သူတွေရှိလားဆိုင်ကယ်ကတော့ရုံအားမရှိဘူးလီပါဆွဲတာလဲတော်တော်ဆွဲရတဲ့ကောတွေတဲ့တဲ့အခါလဲအားမရှိဘူးပြီးတော့လဲတားစီကလည်းအရင်ထက်ပိုစားတာများတဲ့သူတွေရှိလားရှိရင်တော့ဒီမှာဝင်လာကြည့်ပါအားလုံးပြီးတော့ subscribe ဝင်နှိပ်လိုက်ပါအခုပဲမနှိပ်ရသေးတော့အခုပဲနှိပ်လိုက်ပါပြီးတော့ကျွန်တော်နဲ့အတူတူကြည့်ရအောင်နော်โอเคနော်အားလုံးပဲကျေးဇူးတင်ပါတယ်ပေါ့နော်ညီလေးနီမင်္ဂလာပါနော်ညီလေးနော်โอเคနော်ကျွန်တော်ပြောတဲ့ခုနကကျွန်တော်တို့ဆက်နိုးတာလီပါထိုးလိုက်ကီယာထိုးလိုက်တာနဲ့သူ fee မယ်နော်ဒီအတိုင်မှာဒီ client အတိုင်မှာနော်ဒီနေရာမှာ client အတိုင်လို့ခေါ်တယ်နော်သူကတော့ဘယ်အတိုင်ဘယ်အချေလောဆက်နိုးတာနဲ့သူချက်ချင်းအလုံးမယ်နော်ဒါပေမဲ့သူဘယ်တော့မှကီယာတွေဘာတွေဘိုင်းတွေမလဲသေးဘူးဘယ်အချေဘိုင်းလဲမလဲဆိုတော့ဒီမှာကြည့်ပါဒီမှာကြည့်နော်ဒီအယောက်200ကျော်တောင်ကြည့်စုနေတယ်ဗောနော် subscribe လေးတွေဝင်နှိပ်ခဲ့ပေးပါအောင်နော် YouTube ထဲမှာအယောက်200ကျော်တောင်ကြည့်စုနေတယ်ကြည့်စုတင်ပါတယ်ဗျာနော်အားလုံးအတွက်လည်းပညာရသွားအောင်ကျွန်တော်ကြိုးစားပေးပါမယ်ဗျာနော် Okay နော်ဒီမှာမင်္ဂလာပါနော်အားလုံးပဲမင်္ဂလာပါနော်ဒီမှာတွေ့လား sapling 3ခုရှိတယ်နော်ဒီ sapling 3ခုကိုကျွန်တော်ပြောတယ်လီပါဆွဲတဲ့အခါကျရင်တော့ဒီ sapling 3ခုသူဟာမယ်Okay လားဘယ်အချိန်ဟာမလဲဆိုတော့ကျွန်တော်ပြောမယ်ကျွန်တော်တို့လီပါဆွဲတဲ့အချိန်မှသူဟာမယ်စက်ကြီးတဲ့အချိန်ပေါ့ဗျာနော်အုပ်မှာစနိုးတဲ့အချိန်ဆိုင်ကယ်စီးတဲ့သူတွေတိုင်းသိမှသိကြတယ်ကီယာထိုးတာနဲ့လီပါမဆွဲရင်တော့ဆက်သွားလာဆိုင်ကယ်သွားလာမသွားဘူးနော်အကြောင်းဆိုင်ကယ်ကီယာထိုးလိုက်တာနဲ့သူ feel လဲနေမယ်ဒီအတိုင်းဒီမှာအကြောင်းကျွန်တော်တို့ကီယာထိုးလိုက်တာနဲ့လီပါဆွဲရင်တော့ discipline 3ခုကိုသူဟာမယ်ဟာတဲ့အခါကျရင်တော့ကျွန်တော်ပြောတယ်ဒီကပနာဆူနဲ့ဒီကပနာဆူတွေ့လားဒီကပနာဆူနဲ့သူလာကမယ်ဗျာနော်ဒီကပနာဆူနဲ့သူလာကပြီးတော့ဒီကပနာဆူနဲ့အဲ့လိုမျိုးသူလာကမယ်ဟုတ်ပါလားကပြီးတော့ဒီကပနာဆူကိုလဲတဲ့အခါကျရင်တော့ဒီကလပ်ပြာထဲမှာသူအားပြန်လာပို့မယ်ကလပ်ပြာအားပြန်လာပို့တဲ့အခါကျရင်တော့ကလပ်ပြာကတော့ကီယာတိုင်နဲ့ချိန်ဆက်ထားတာလေချိန်ဆက်ထားတဲ့အတွက်ကြောင့်ဆက်ကတော့သွားတယ်နော်အကြောင်းစပိတ်သွားတယ်အကြောင်းကျွန်တော်ပြောတဲ့လီဘာမဆွဲရင်တော့ဆရာဟုတ်ကဲ့ပါနော်လီဘာမဆွဲရင်တော့သူဖီးနေမယ်အကြောင်းလီဘာတအားဆွဲရသလားနည်းနည်းပဲဆွဲရသလားဆိုရင်တော့ဒီကပနာဆူပေါ်မှာပဲမူခြေပေးပါမတော့ဝင်ကြည့်တော့ခြေပေးပါ Okay နော်ဆိုင်ကရုပ်ထွက်အားရုပ်ထွက်အားမကောင်းတာကိုကပနာဆူကိုအရင်လာကြည့်ကလပြာပဲလိုက်လဲမနေနဲ့နော်ညီကိုတို့နော်ကလပြာပဲလိုက်လဲမနေနဲ့နော်ကလပြာကတော့ဆိုင်ကရုပ်ထွက်အားမကောင်းတာမဟုတ်နော်ဟုတ်ကဲ့ပါဆရာပို့ပေးလိုက်တို့စာဖုန်းနံပါတ်ပို့ပေးလိုက်ပြီးစာပြောင်းပေးပါအောင်မှာလာပြီးစီဘလို့โอเคစာပြောင်းပေးမယ်နော်အခုလိုက်လွှင့်နေတော့နော်လိုက်လွှင့်ပြီးတော့စာပြောင်းပေးမယ်
အယောက်200ကျော်နော်ဆရာစောကြစကောကရင်ပြောတာလာမသိလို့ပါကျွန်တော်စကောကရင်စိုက်ပြောမတောက်ပေါ့နည်းနည်းပါတော့နားလဲတယ်ပေါ့နော်ပိုးကရင်တရားပေါ့နော်အပြောဆိုမာနာခဲရင်တော့နားလဲပြီးတော့တီခေါင်ပြီးတော့နားလဲပေးပါအောင်နော်ဘသူကမှရည်ရွယ်ထိခိုက်မွန်းစိတ်မရှိပါဘူးပေါ့နော်ဘူးသူဒအနေနဲ့ပဲလာမြဝေပေးနေအားကြောင့်ရင်ကိုတို့တွေပညာရစေချင်တော့ subscribe ဝင်နှိပ်လိုက်ပါအောင်တရားတစ်ချက်အခုပဲနော်မနှိပ်ရသေးတော့နော်မင်္ဂလာရချောင်းပါဆရာကျွန်တော်ချစ်တဲ့ပဲလဲလာတယ်နော်တကြောင်ကြိုင်းဆရာစီမပြန်လာလဲမယ်နော်ဆရာ okay ဆိုရင်မိုင်းတာ okay ကျွန်တော်ရဲ့ချစ်တဲ့ပဲပဲအဲ့ဒါလဲ okay နော်ပြီးမိုင်းတကြောင်ကြိုင်းတော့အားတဲ့သူတွေလာလဲလို့ရတယ်ကျွန်တော်စီမနော်အားတဲ့သူတွေတကြောင်ကြိုင်းပညာတွေလဲလာသိလို့ရတယ်မဟုတ်ရင်တော့ဝါသနာပိုင်တော့အားလုံးကိုဖိတ်ခေါ်ပါတယ်ပေါ့နော်ဝါသနာသူရဲ့မင်ဘူလီနဲ့ဆရာနေရနဲ့ဝေးလာမင်ဘူလီနဲ့ကျွန်တော်နဲ့ဆိုရင်တော့သိမဝေးကားနဲ့စိတ်စီးရတယ်ပေါ့နော်တာတော့မဝေးဘူးနော်ကားနဲ့စိတ်စီးရတဲ့ညီလေးနော် real bk နော်ဖောမင်္ဂလာပါနော်ညီလေးလားညီမလေးလားမသိနော်ဝါသနာပါတဲ့သူတိုင်းယောက်ျားလေးလားမိန်းကလေးလားလာဝင်ကြည့်လို့ရတယ်ဝင်ကြည့်တာပဲဆောင်မကုန်ဘူးနော်ကိုယ့်အတွက်လည်းဘူးတူတာရစေရအောင် subscribe ဝင်လိုက်ခဲ့ပေးပါဦးအားလုံးတရားတစ်ချက်ပေါ့နော်โอเคနော်အဲ့ဆိုတော့ကာဗနာဇူကတော့ကျွန်တော်ပြောတဲ့စရောက်တဲ့အားမကောင်းတာဒီမှာလာကြည့်ဆိုင်ကယ်အသီးပဲပျော်ပြတဲ့အဟောင်းလဲပျော်ပြပါအောင်ဆိုရင်တော့အနေထားအကြောင်းဒီအဟောင်းလာပြီးဒီနေ့အဟောင်းဘိန်းနော်အဲ့ဆိုရင်တော့အဟောင်းဘိန်းလဲလာပါပြီဆိုရင်တော့ညီကိုတို့တွေအတွက်အကျိုးရသွားအောင်အစောအထိကြည့်ပေးပါနော်တခါကျရင်တော့ကျွန်တော်ဆိုင်ကယ်ဘိန်းကြီးတွေပဲဘိန်းအသီးတွေပဲပျော်ပြတယ်လေဒီအဟောင်းဘိန်းကိုမပျော်ပြဘူးဆိုရင်တော့မြန်မာပြည်မှာအဟောင်းဘိန်းတွေအဲ့ဒီဝိတရားတွေပြီးတော့ဒွိန်ဘိန်းတွေများတယ်လေအကြောင်းနားမလဲမှာဆိုလို့ဒီကနေလဲစိန်ပြပေးသွားလိုက်မယ်နော်โอเคနော်ပထမဆုံးဒီအကြောင်းရောအားမကောင်းတာကိုဒီမှာကြည့်ပါဒီနေရာမှာနော်တောင်ရတွေစီလာဒီမှာတောင်ရတွေပြည့်နေပြီတွေ့လားစားနေပြီနော်ဒါဒီလိုမျိုးစားရင်တော့ဒီနေရာမှာသူလာထိတ်ခိုက်မယ်ဗျာတွေ့လားဒီမှာလာစားမယ်ဗျာအဲ့လိုမျိုးနော်အဲ့လိုမျိုးဆိုရင်တော့ရလာဆိုတော့ကျွန်တော်ပြောတယ်လီဘာခုနကျွန်တော်ပြောတယ်နည်းနည်းဆွဲရင်တော့သူသွားရမယ့်အစားကိုတအားဆွဲရင်မှသူသွားမယ်ဆိုတော့အရင်ထက်တက်စီပူစားတာမများဘူးလားဆရာများတယ်နော်ပြီးတော့လေအရင်ထက်ပူစားတာလည်းများမယ်ပြီးတော့လေနောက်တစ်ခါကတော့ကျွန်တော်တို့ကြော်အားလဲရော့မှတေးချတယ်နော်အကြောင်းကြော်အားတွေမရော့ရအောင်တက်စီတွေအရင်ထက်ပူစားမှများရအောင်ဒီမှာကိုသိထားသိနေရင်ကိုတို့နော်အဲ့ဒီအမှာကိုစပြီးတော့သိထားသိနေပြီးတော့ကလပ်ပြပိုင်းလဲသွားမယ်နော်အကြောင်းမနေ့တော့ကတော့တခါတည်းပဲအင်ဂျင်တစ်စီးလောက်ပြောပြရင်တော့အချိန်မရဘူးလေနော်အချိန်အကြာကြီးပေးရမှာပေါ့နော်ပြီးတော့လဲကျွန်တော်တို့လည်းအလုပ်တွေပါတွေစုံနေနေညနေပိုင်းပဲအချိန်အားတယ်လေနော်အကြောင်းညီကိုတို့တွေအတွဲလဲနားလဲပေးပါဦးနော်အခုအရက်100ကျော်200နော် YouTube ထဲမှာ subscribe လေးတွေဝင်နေခဲ့ပေးအောင်နော်ဟုတ်ပါနော်တာခဲပြီးနော်မင်္ဂလာပါအမြဲကြီးပြပါတယ်ဆရာမင်္ဂလာပါဟုတ်ကဲ့ပါဟမ်ပစ္စည်းပို့ပေးလိုက်ပြီညီကိုတို့နော်တာခဲကွီနော်တာခဲမင်္ဂလာပါဆရာပစ္စည်းပို့ပေးလိုက်ပြီနော်နည်းနည်းစောက်ပေးပါနော်2ရက်3ရက်ကြာမှရောက်မယ်နော်ဘယ်ရက်ကတော့တေချာမသေးတိုင်းမဲ့ဖုံးတေချာကြည့်တာလိုက်ရောက်မှတေချာတယ်โอเคနော်အဲ့ဆိုတော့ကာဗနာစုအပိုင်းနားလဲပြီဆိုတော့ကလပ်ပိုင်းလာမယ်နော်ကလပ်ပိုင်းလာမယ်နော်အဆောင်ကျွန်တော်နောက်တစ်ခါကလပ်ပိုင်းမှာမလာသေးခင်ကတော့တေချာအောင်ကျွန်တော်ပြပေးမယ်ဗျာနောက်တစ်ချက်ဒီမှာတွေ့လားအဲ့ဒီကာဗနာစုဆလောင်ကတော့ကာဗနာစုခွဲကတော့သူဖီးနေမယ်တွေ့လားအကြောင်းသူဖီးနေမယ်ကျွန်တော်ပြောတယ်အကြောင်းသူဆက်နိုးတဲ့အခါကျရင်တော့ဒီကာဗနာစုကိုလောဝသူမသွားသေးဘူးဘယ်ချိန်သွားမလဲဆရာအဲ့ဒီကာဗနာစုဆလောင်ကတော့ဖီးနေမယ်အကြောင်းကျွန်တော်တို့လီပါဆွဲမဒီဆပ်လင်3ခုတွေ့လားဆပ်လင်3ခုရှိတယ်နော်ဆပ်လင်3ခုသူဆွဲဝါမနော်ဟာဝါမဒီကာဗနာဆလောင်နဲ့သူသွားကမယ်သွားကတဲ့အခါကျရင်တော့သူအားကကလပ်ပြာကနေပြန်လာပို့မယ်နော်အကြောင်းတစ်ခါတလေကျရင်တော့လဲဒီဆပ်လင်လဲလိုတယ်နော်ဒီဆပ်လင်3ခုချောင်းလာသလားကြည့်ပေးပါညီကိုလို့နော်နော်အကြောင်းဒီဆပ်လင်3ခုချောင်းလာရင်တော့ကျွန်တော်တို့နော်ဆပ်လင်3ခုချောင်းလာရင်တော့ဆပ်လင်3ခုချောင်းလိုက်တော့ကျွန်တော်တို့ဆပ်လင်ပဲလာလဲလို့ရတယ်နော်အကြောင်းကာဗနာစုဥမာကာဗနာစုမcầuဘူးဗျာနော်ကာဗနာစုကောင်းသေးတယ်မcầuဘူးဆိုရင်တော့အဲ့ဒီဆပ်လင်3ခုပဲလဲရပါတယ်နော်အကြောင်းဆပ်လင်ကိုလည်းမလိုဘူးလားဇာတို့နော်ဆပ်လင်အယောက်200ကျော်နော် subscribe မနဲ့ရသေးရင်တော့အခုပဲဝင်လိုက်ခဲ့ပေးပါဦးနော်အားလုံးတရားတစ်ချက်လေးစားစွာနဲ့ဟုတ်ကဲ့ပါနော်စိတ်ချလို့ရတယ်နော်နော် subscribe ဝင်လိုက်ပါနော်အခုပဲကျေးဇူးပြု၍နော်မနဲ့ရသေးတော့ဘာဖြစ်လဲဆိုတော့မနေ့တော့ကပြောတဲ့ဟောဆိုင်ကယ်ပြင်တားစေခြင်းနဲ့ဆရာဘယ်လိုစားလေးလာရတယ်လဲမသိဘူးလေသူပြောတယ်အဲ့ဆိုရင်တော့ဒီမှာလည်းမသိဘူးဆိုရင်တော့အခုကြည့်နေတဲ့ညီကိုတွေများကျွန်တော် YouTube channel ထဲမှာတင်ထားတဲ့ဗီဒီယိုအပေါင်း900 600ရှိပါတယ်ဘယ်ကနေစားလေးလာရတယ်ဆိုတော့အခြေခံသမားတွေအတွဲလဲရည်ရွယ်တင်ပြပေးတာအကောင်ရှိတယ်အကြောင်းအခုလက်ရှိကြည့်နေသူတွေများအပေါ်ကနေဝင်လိုက်ပါဝင်လိုက်ပြီးတော့ခေါင်းလုံးပုံစံဖြစ်အောင်နှိပ်ထားလိုက်ပါခဏစောက်ပေးမယ်
အခြေခံသမားတွေအတွက်ပြင်မတိုင်းပဲပြေးမလဲနော်အကောက်လုံးတင်ထားပါတယ်နော်ဝင်နေလိုက်ပါပြင်တစေချင်တဲ့ညီကိုတွေများနော်မနှက်ရသေးတဲ့ညီကိုတွေများနှိပ်ပြီးသားသူတွေများကျေးဇူးတင်ပါတယ်မနှက်ရသေးတော့အခုပဲဝင်နေလိုက်ပါဦးတရားတစ်ချက်နော်ပြောင်းဆဲမယ်နော်ဆရာကျွန်တော်အတာကြရင်ပါတီတော်တဲရတဲ့အဲ့ဒီဟာနဲ့ဆိုင်လာโอเคနော်ဒီမှာတေးကြโอเคနော်အတက်ဆိုင်လာဆိုရင်တော့ဆိုင်တယ်နော်ကောင်းတွေပါတယ်တဲတဲ့အခါကျရင်တော့လီပါတော်ဆွဲမှသူတဲတယ်ဆိုရင်တော့ဆိုင်တယ်နော်ညီလေမိန်းမိုဘိုင်းနော်ဟုတ်တယ်နော် ရတော့ဘူးဆရာ YouTube ကြည့်လို့မရတော့ဘူးဟုတ်လားဗျာ YouTube ကြည့်လို့မရတဲ့အချိန်ကျရင်တော့ဝင်ကြည့်လို့ရတယ်ညီလေးတို့နော်โอเคနော်ဟုတ်တယ်နော်ဒီကပိုင်းနဲ့ဆိုင်တယ်နော်ညီကိုတို့နော်အားကြောင့်ကျွန်တော်ပြောတယ်လီပါတီဆွဲရင်တော့ကီယာတီတဲ့ရင်တော့တော်အားတွဲမဲ့တကယ်လို့အားကောင်းရင်တော့ကီယာနီလောက်ဆိုတဲလို့ရပြီနော်အားကြောင့်ကီယာတီတောင်တော်ရတယ်ဆိုတော့တော်အားကျနေပြီဒီကောင်ကတော့ထုတ်လဲရမယ်နော်ဒီကောင်တစ်ခုပဲလာဆိုတော့စပလင်လဲလာကြည့်နော်စပလင်လဲလာကြည့်ပြီးတော့ဒီမှာဒီကာဗနာစုကိုလဲလာကြည့်ပါကောက်ဝီလာဒီနေရာမှာစားတာနော်ကောက်ဝီလာနဲ့ပြေလုံးရဲ့စပလင်มาคลอရအသိမလဲပဲပြင်နီလေးပြောပြပါဦးဆရာအသိမလဲတော့ပြင်နီဆိုရင်တော့ကျွန်တော်ပြောတဲ့ထွင်လို့ရတယ်အသိမလဲတော့ဒါပေမဲ့ကြာစေမခေါင်ပေါ့နော်ရေစေမခေါင်နော်လဲအသိလဲပဲပို့ကောင်းတယ်နော်အချိန်ရရင်တော့ပြုပြင်နီကျွန်တော်ပြမယ်အသိမလဲပဲနဲ့ဒါပေမဲ့ကတော့ original ထက်လောက်ဆိုရင်တော့အစိမ့်မပြေဘူးနော်အဲကြောင့်ဒီမှာဒီအားကျွန်တော်တို့နားလဲပြီးဆိုရင်တော့ကလပြာပိုင်းလာမယ်မှာခလောက်ကျဆရာကြီးနော်ကလပြာပိုင်းလာမယ်နော်အဲကြောင့်အစိုးအထိကြည့်ပေးပါအောင်ညီကိုတို့နော်အားလုံးပဲနော်ဒီမှာကလပြာပိုင်းလာမယ်နော်ကလပြာဒီနေရာမှာအားရောက်ရင်တော့ကလပြာကနေပြောင်းပို့လာမယ်အဲ့ဒီကလပြာတိုင်ကတော့ကီယာနဲ့ချိန်ဆက်ထားတယ်နော်ဒီမှာနော်ကီယာတိုင်လည်းပြောလို့ရတယ်နော်ကီယာနဲ့ချိန်ဆက်ထားတဲ့အကြောင်းကီယာတိုင်လည်းခေါ်လို့ရတယ်ဒါတော့ client နော်ဒီ client ကတော့ခုနှစ်သိန်းနော်ဒီခုနှစ်သိန်းနဲ့ချိန်ဆက်ထားတယ်အင်ဂျင်ခွဲတဲ့အခါကျရင်တော့တင်ပြပေးပါနော်မနေ့ပြောင်းအင်ဂျင်ခွဲမယ်အစောတိကြည့်ပေးပါမနေ့ပြောင်းအင်ဂျင်ခွဲမယ်နော်ဒီကလပိုင်းလာမယ်နော်နားလေရအောင်နော် subscribe ဝင်နေပေးပါနော်မနေ့ပြောင်းအင်ဂျင်ခွဲရင်တော့တွေ့ရအောင်ပေါ့နော်โอเคကလပိုင်းလာရင်တော့ကလပြာဖြုတ်တဲ့အခါကျရင်တော့ဘာတွေတတိထားရတယ်လဲဆိုရင်တော့ဒီမှာကြည့်ပါပြပေးမယ်နော်โอเคအဲ့ကျွန်တော်ဒီကလမော်လီလေးလောက်ကိုထုတ်မယ်နော်တေချာကြည့်နော်ရင်ကိုတော့နော်ထောက်ရင်တော့ကျွန်တော်ပြောတဲ့ထောက်လို့မှတဲ့တဲ့အခါအတိုင်ကျိုးရမယ်နော်ဆိုင်ကယ်ဟောင်းဘတ်တွေကိုကျွန်တော်ပြောတဲ့အတိုင်တော်စေးတယ်မော်လီလည်းတော်စေးတယ်နော်ထောက်လို့မှတဲ့ရင်တော့ကျွန်တော်ပြောတဲ့ကျိုးဝါလွယ်တယ်နော်โอเคအဲ့ဆိုရင်တော့ထောက်ပေါ်ထုတ်နေဒီမှာကြည့်ဒီမှာနဲ့ရေးထောက်မယ်ဆိုရင်တော့ဒီမှာနဲ့ရေးအဲ့လိုမျိုးထောက်ဒီမှာတတွဲနော်ဒီတတွဲနော်ဒီတလောက်ဒီမျိုးမထောက်ရဘူးနော်ထောက်မိုင်းကျိုးမယ်ဒီမှာကြည့်ကျိုးတာဘလို့ကျိုးတာလဲဆိုတော့ပြပေးမယ်ကနနော်ဒါတော့ကျိုးအောင်လောက်တာပေးတဲ့ညီကိုတို့တွေအတွဲပဲတွေ့လားအကြောင်းညီကိုတို့တွေအတွဲတဲ့ကျိုးတဲ့အထိပဲပြပေးတယ်အကြောင်းကိုယ်အတွဲအကျိုးရရှိခဲ့ရင်ညီကိုတို့တွေများအားလုံးလဲ Facebook ထဲမှာဆိုရင်တော့ share ပေးပါ YouTube ထဲမှာဆိုရင်တော့တရားတစ်ချက် subscribe ဝင်လိုက်ပါအောင်အခုချက်ချင်းပဲเนาะအရ100ကျော်เนาะအဲဆိုရင်တော့ဒီမှာကြည့်တက်လေးဖျောက်ရမယ်เนาะမတက်ရင်တော့ကျွန်တော်ပြောတဲ့ဂျိုးအားနိုင်ရเนาะအကြောင်းညီကိုတို့တွေထောက်တဲ့အခါကျတော့တတိပြုတ်တော့အဟောင်းဘိုးဆိုရင်တော့ကျွန်တော်ပြောတဲ့ဂျိုးတာလွယ်တယ်เนาะတော်များကျွန်တော်တွေ့တာခဏပဲဂျိုးနေတယ်เนาะဘာဖြစ်လဲဆိုတော့သူအတိုင်ကဖောင်မဟုတ်ဘူးလေသာတုပဲလေเนาะသာတုပဲဖြစ်တဲ့အတွက်ကြောင့်သာတုပဲဖြစ်တဲ့အတွက်ကြောင့်ဂျိုးတာလွယ်တယ်အကြောင်းညီကိုတို့တွေတတိပြုတ်နော်ဒီမော်လီကတော့ကျွန်တော်ပြောတဲ့တော်စေးတယ်เนาะအဟောင်းဘိုးเนาะတော်စေးတယ်เนาะအကြောင်းထောက်တဲ့အခါဆိုရင်တော့အချိန်နဲ့တော့ပေးရတယ်เนาะဒီမှာတွေ့လားဒီမှာကြည့်အတိုင်းတော်စေးတယ်ဒီမှာကြည့်တွေ့လားတော်စေးတယ်เนาะအကြီးเนาะအစောအထိရှိတဲ့မော်လီကိုပဲအစာထိုးเนาะလိုက်မထဲနဲ့เนาะလိုက်ထဲရင်တော့ကျွန်တော်ပြောတယ်ဥပမာမော်လီတွေဒီမော်လီတွေအကြီးတွေမကောင်းတော့ဘူးအစိမ်မပြေတော့ဘူးဆိုရင်တော့အစာထိုးစေခြင်းတဲ့ညီကိုတွေများအကြီးအစောအထိရှိတဲ့ညီကိုတွေများထဲပေးပါမထဲရင်တော့အတိုင်ကျိုးရမယ်ဒီလိုမျိုးပုံစံတွေ့နေရမယ်เนาะအားကြောင့်ညီကိုတို့တွေများဆရာပြောတော့ကျွန်တော်ပို့ပြီးအားရှိလာတဲ့အိုးကျေးဇူးတင်ပါတယ်ပေါ့နော်အားရှိလာတဲ့အမြဲအောင်မြင်ပါစေညီကိုတို့နော်အခုခေတ်ကဆိုင်တွေကနားမလဲတော့ကျင်းထဲချင်ကြတယ်လောက်ချင်ပေမဲ့ကျင်းထဲခံရမှကြောက်နေတယ်โอเคဟုတ်တယ်တွေ့လားအားကြောင့်တတိထားပြီးတော့သိထားသိတဲ့အပိုင်းတွေအများကြီးရှိတယ်ညီကိုတို့နော်အကြောင်းကျင်းတွေမထိရအောင်အလွယ်တွေမခံရအောင်နော်ကျွန်တော်ပြောတဲ့အခုခေတ်တွေကတော့ကျွန်တော်ပြောတဲ့အဲ့လိုမျိုးများတယ်ပေါ့အဆိုင်တိုင်းတော့မဟုတ်ဆရာကလိုင်းကဟိုဘက်ဒီဘက်နဲ့ဆွဲရပြီးနေတယ်ဘယ်လိုလောက်ရမလဲဆရာ
ဟိုဘက်နေပဲဆိုရင်ပြေးနေဆိုရင်တော့ client ထဲကအဘောတွေချောင်းကုန်ပြီပေါ့နော်အဲ့ဆိုရင်တော့မနေ့ပြောင်ပြပေးမယ်နော်မနေ့ပြောင် client ပြဿနာလည်းပြပေးမယ်နော်အားကြောင့်ထုတ်တဲ့အခါဒီလိုမျိုးနော်ပြဖြည်းချင်းစီထုတ်ရမယ်နော်ဒီမိုလီယာတိုင်းတော်တော်စီတယ်နော်ထုတ်တဲ့အခါအချိန်နဲ့ပေးရမယ်နော်ဒါတော့ရပြီနော်โอเคနော်ဒီမှာကြည့်ထုတ်ပြီးပြီနော်ဒီအပြားကတော့ကျွန်တော်ပြောမယ်နော်ဒါတော့သတ်တုပဲနော်သတ်တုပဲနော်ဒီအပြားလဲကွဲတာမြောင်းတယ်နော်အကြောင်းထုတ်တဲ့အခါစောင်းနေဥပမာဒီလိုမျိုးတက်ဝင်ရမယ့်အစားကိုသူတစ်ဖက်ပဲစောင်းနေမယ်ဗျာကြိုးဝါမယ်ဝဲဝါမယ်နော်အကြောင်းတတိထားပါအားလုံးရင်ကိုလို့နော်โอเคနော်ဒီမှာတွေ့လားမွန်လီတွေအကြီးတော်တော်စီတယ်နော်အကြောင်းထဲတဲ့အခါထုတ်တဲ့အခါတတိပြုနော်ရင်ကိုလို့နော်โอเคနော်အကြောင်းကျွန်တော်တို့ထုတ်ပြီးနော်ဒီမှာတွေ့လားမွန်လီစီနော်ကျွန်တော်တို့စာပလင်လည်းမစီဘူးလားဆရာစီတယ်နော်စာပလင်ကတော့၄ခုရှိတယ်တွေ့လား၄ခုရှိတယ်နော်အကြောင်းဒီ၄ခုကိုကျွန်တော်ပြောတယ်ထဲတဲ့အခါကျရင်တော့တက်လေးထဲရမယ်စောင်းလို့မရဘူးနော်ဆရာဟုတ်ကဲ့ပါနော်စောင်းလို့မရဘူးနော်စောင်းတဲ့အခါကျရင်တော့ကျွန်တော်ပြောတယ်ဒီအတိုင်းတွေကြိုးရမယ်ဒီမှာတွေ့လားကြိုးနေတယ်တွေ့လားခဏကျရင်ထုတ်ပြပေးမယ်နော်โอเคကလပ်ပိုင်းရောက်နေပြီကလပ်ပြဿနာကိုထုတ်ပြမယ်အခုပဲနော်အကြောင်းကလပ်ပြအလုံးလုံးပုံကိုနားလေရအောင်ညီကိုတို့ဒီများအားလုံးခဏစောင့်မယ် subscribe မဝင်နိုင်ရသေးတော့အခုပဲဝင်နိုင်လိုက်ပါချက်ချင်းအယောက်200ကျော်နော်ဝင်နိုင်လိုက်ပါခဏစောင့်မယ်ပြီးတော့ဒီမှာလာကြည့်ဝင်နိုင်ပြီးတော့ဒီမှာလာကြည့်မနိုင်ရသေးတဲ့သူတွေများအခုပဲဝင်နိုင်လိုက်ပါအောင်နော်โอเคပြီးတော့ဒီမှာရအောင်နော်နိုင်ထားပါတယ်โอเคမင်္ဂလာပါစိုးမိုးနော်အားလုံးဝင်ကြည့်တဲ့အတွက်ကျေးဇူးတင်ပါတယ်ပေါ့နော်နိုင်ထားတဲ့သူတိုင်းကျေးဇူးတင်ပါတယ်မနိုင်ရသေးတော့အခုပဲဝင်နိုင်လိုက်ပါပြီးတော့ဒီမှာလာကြည့် Facebook ထဲမှာဆိုရင်တော့တစ်ချက်စိတ်ပေးပါ Facebook ထဲမှာဆိုရင်တော့ share ပေးရပြီ YouTube ထဲမှာဆိုရင်တော့ဝင်နိုင်လိုက်ပါအခုပဲမနိုင်ရသေးခဲ့ဘူးဆိုရင်တော့ပေါ့နော်အရာ100ကျော်200ကြားမှာတရားတစ်ချက်နဲ့နော်တောင်းဆိုချင်းတယ်အဲ့ဒါမယ်နော်ပြီးတော့ကျွန်တော်တို့ထောက်တော့မယ်ဒီမှာကြည့်ထောက်ပြီးနော်โอเคပြီးတော့အသေးစိတ်ချမယ်ဒါတော့အရေးကြီးရနော်တော်တော်များနော်အဲ့ဒီ club ပြာကတော့ဘယ်အခြေပြဿနာဖြစ်နိုင်လဲဆိုရင်တော့ကျွန်တော်ပြောပြမယ်ဗျာဒီ club ပြာတော့ဘယ်အခြေပြဿနာဖြစ်နိုင်လဲဆိုရင်တော့ဒီ club ပြာကတော့ကျွန်တော်ပြောတဲ့ခုနကဆိုင်ကယ်စထွက်အားမကောင်းတာကိုအဲ့ဒီ club ပြာနဲ့ဆိုင်လားမဆိုင်ဘူးနော်စထွက်အားမကောင်းတာကတော့ဒီကာဗနာဆူနဲ့ဆိုင်တယ်နော်အားကြောင့်နိုင်ထားပြီး subscribe နိုင်ထားပြီး okay ကျေးဇူးတင်ပါတယ်ပေါ့နော် subscribe နိုင်ထားပြီးညီလေးကြော်စိန်သက်ပေါ့နော်နိုင်ထားပြီးဆိုရင်တော့ဒီမှာတတိတာထားရမှာတော့ဒီမှာတွေ့လားခုနကျွန်တော်တို့ထောက်တာမှာတိတ်တော့ဒီလိုမျိုးကြိုးသွားမယ်တွေ့လားနော်ဒါတော့ပတ်တူပဲလေကျွန်တော်ပြောတာကြိုးတာလွယ်တယ်နော်ခုတောင်ကြိုးနေတယ်နော်ဒီမှာတွေ့လားဒါတော့ကြိုးလွယ်တယ်အဲ့လိုမျိုးမကြိုးရအောင်တတိထားရမယ်နော်ဒါတော့ကျွန်တော်တို့ဟိုတော့ကတင်တော့ဒါဟောင်းတွေပေါ့ဟောင်းဖို့ဆက်လာတော့ကသူတို့လည်းမသိသေးဘူးဟုတ်လားအကြောင်းလောက်တာပါတာလဲကျွန်တော်လည်းတခါတည်းမကြည့်လိုက်ဘူးပေါ့နော်မကြည့်အားဘူးဆိုတော့ဒီမှာကြိုးရတယ်နော်အားဆိုရင်တော့ညီကိုတို့တွေမှာကြိုးရအောင်ဒီမှာတွေ့လားအဲ့ဒီအဟောင်းပဲ original ပဲထဲနော်စေးကြီးပဲဖြစ်ကျွန်တော်တို့ထဲတာမှာတိတ်နေစနစ်မှာကြိုင်းကြိုးရမယ်နော်ဒီလိုမျိုးကြိုးရတဲ့အတွက်ကြောင့်တတိပြုပါအားလုံးနော်အားလုံးတတိပြုပါဒါတော့စေးမနေဘူးနော် original ဆိုရင်တော့နော်ပြီးတော့လည်းဒီကောင်ကတော့သတ်တူပြည့်တဲ့အတွက်ကြောင့်ကြို့တယ်ဗျကြို့တယ်နော်ကြိုးလွယ်တယ်ရိုးရ subscribe နိုင်ထားပြီးကျေးဇူးတင်ပါတယ်ပေါ့နော်ပြီးတော့မင်္ဂလာပါညီလေးဝေရောင်မင်္ဂလာပါကိုလေးဝေရောင်ပေါ့နော်ဒီမှာထောက်မယ်ဗျအဲ့ဒီကလပ်ပြဿနာတော့နည်းနည်းပြောင်းပြောမယ်နော်ကလပ်ပြဿနာတော့အခုလက်ရှိဘယ်သူလဲဆိုင်ကယ်ကတော့ကျွန်တော်ပြောတဲ့ဥပမာကီလိုမီတာ100ရေးရမယ်ပေါ့ဥပမာအရင်တော့ကဆို100ပြေးတယ်100ကျော်ပြေးတယ်အခုလက်ရှိဆိုရင်တော့80 90အဲ့လောက်ပဲပြေးတော့တယ်ဆိုရင်တော့ဒီမှာလာကြည့်နော်အဟောင်းပဲအသိပဲကွာတယ်ပြီးတော့သူ့ရဲ့ကွာချချက်အနေထားအလုံးလုံးပေါ်တွေကိုဒီနေ့စိန်သွားရအောင်ညီကိုတို့တွေများအားလုံးသေချာကြည့်ပေးပါဦးနော်တရားတစ်ချက်ချဲ့ပေးပါ Facebook ထဲမှာဆိုရင်တော့ YouTube ထဲမှာဆိုရင်တော့ subscribe နှိပ်ခဲ့ပေးပါဦးအားလုံးနော်ဒီမှာကြည့်ကလပ်ပြတွေ့လားဒီမှာဒါတော့ကလပ်ပြဒါတော့တောင်ပြနော်အကြောင်းဒီကလပ်ပြပါလာတဲ့အခါကျရင်တော့ပါလာတာကြည့်ပါလာရင်တော့ကျွန်တော်ပြောတဲ့ရုပ်အားမကောင်းတော့ဘူးနော်ရုပ်အားမကောင်းတော့တဲ့အကြောင်းပါလာရင်တော့ကျွန်တော်တို့ထောက်ပြီးတော့လဲရမယ်နော်တခါကျရင်တော့လဲပါလာတာမဟုတ်ဒီဘက်မှာကော်သွားတယ်ဒီဘက်မှာရှိတယ်နော်ဒီလိုမျိုးပုံဆောင်လဲတွေးရတယ်ကျွန်တော်တို့အဲ့ဒီတောင်ပြထဲတာမားနေလို့အကြောင်းမမာရအောင်တေချာကြည့်ပေးပါဦးနော်ထောက်မယ်နော်ဒါတော့ကလပ်ပြနော်ဒါတော့တောင်ပြနော်တောင်ပြတော့ကလပ်ပြနှစ်ခါမဟုတ်သုံးခါလဲမှတောင်ပြတစ်ခါလဲရတယ်နော်ဥဒတဲ့ချက်လည်းနေကြည့်ပါအားရတဲ့ချက်နော်โอเคနော်ပြီးတော့ကလပ်ပြတွေ့လားပြီးတော့တောင်ပြတွေ့လားကျွန်တော်ပြောတဲ့ဆိုင်ကယ်ဟောင်းဘိုက်တွေဆိုရင်တော့ကလပ်ပြတော်တော်များတယ်နော်ကလပ်ပြများတယ်နော်အသီးလာတဲ့အခုလာမဲ့ဆိုင်ကယ်အသီးတွေဝစ်100ဝစ်125လို့တွေပါပဲပြပေါ့ဒီကဘိုက်တွေကလပ်ပြနဲလာတယ်ကလပ်ပြနဲလာတော့ရုပ်အားကျလာတာမဟုတ်ဘူးနော်က
ကလပ်ပြာနင်းလိုက်တိုင်းမဲ့ကလပ်ပြာတော့ဒီဟောင်းပိတ်တဲ့ပို့ပြီးတော့ထူလာတယ်လေပြီးတော့သူတို့ဈေးတွေလည်းပို့ပြီးတော့သက်သာလာတယ်တွေ့လားဈေးစော့တယ်โอเคပို့အဆင်ပြေတယ်နော်အားကြောင့်အသီးရောအဟောင်းရောအကောင်လုံးနားလေရအောင်လောက်တရအောင်ဒီမှာထဲပေါက်ထဲနင်းတွေရောသေချာကြည့်ပါဒါပေမဲ့ထဲပေါက်ထဲနင်းကတော့မပြောရသေးခင်ထဲလိုက်တားလိုက်ထဲလိုက်တာတော့ပြီးတော့ပြီးတာပဲဒါပေမဲ့သူ့ရဲ့အလုံးလုံးပေါ်တွေသူ့ရဲ့ပြဿနာတို့တွေညီကိုတွေနားမလိန်တော့ခက်မှာဆိုလို့နော်အားကြောင့်ဒီလိုမျိုးအရင်စင်ပြရတာပေါ့နော်တမျိုးတော့မထင်ပါနဲ့စိတ်အားလုံးကိုစိတ်စီလေးနဲ့စောင့်ကြည့်ပေးပါအောင်နော်မလောနဲ့ထဲတာစီတင်တဲ့ဟိုလောက်တာတင်တဲ့လောက်တာတာတော့လောက်တာမှသေချာတယ်ဒါပေမဲ့ညီကိုတို့တွေပြဿနာမသိရင်တော့နိစနိကြကြမသိရင်တော့ကျွန်တော်ပြောတယ်ထုတ်လိုက်လဲလိုက်ထုတ်လိုက်လဲလိုက်ကောင်းချက်ဆိုချက်မသိရင်တော့ခဲမယ်နော်အားကြောင့်အားလုံးအတွဲကျွန်တော်လဲတောင်းဆိုချင်တာတော့ကြိုက်တယ်လို့တောင်းဆိုလို့ရတဲ့ညီကိုတို့ကျွန်တော်တားသလားဆရာကြီးတော့မဟုတ်သိသလားတားသလားတော့စင်ပြပေးမယ်ညီကိုတို့တွေအားလုံးအခုကြည့်စုတဲ့သူတွေများကျွန်တော်တောင်းဆိုချင်တာတစ်ချက်ပဲတရားတစ်ချက် subscribe ဝင်နှိပ်ခဲ့ပေးပါဦးအဲ့ဒီတစ်ချက်ပဲလုပ်ပေးလို့ရမလားမသိဘူးနော်အားလုံးပဲအခုနော်အဲ့လောက်ပဲတောင်းဆိုချင်တယ်ပေါ့နော်အဲ့ဒီတစ်ချက်ပဲနော်မင်္ဂလာပါဆရာကြီးဆရာစောဝင်းလာနေပြီနော်ဒီမှာဆရာစောဝင်းလည်းလာနေပြီsubscribe ဝင်နှိပ်လိုက်ပါခဏစောင့်မယ်နော်ပြီးတော့ဒီမှာထဲပေါက်ထဲနီးပြမယ်နော်โอเคနော်အဲ့ဆိုရင်တော့ထဲပေါက်ထဲနီးကတော့ဒီမှာကြည့်မယ်နော်နှိပ်ထားပြီးโอเคနှိပ်ထားပြီးဆိုရင်တော့ဆက်မယ်နော်မနှိပ်ရသိရင်တော့ဝင်နှိပ်လိုက်ပါနော်အခုနော်ဒီမှာတွေ့လားဒီဘက်ချောင်းနဲ့ကျွန်တော်ထဲမယ်ကြာကျွန်တော်ရဲ့နီးစနီးပဲပေါ့နော်နီးစနီးထဲပေါက်ထဲနီးကတော့အမျိုးမျိုးရှိတယ်ပေါ့ညီကိုတို့ကြိုက်တဲ့နီးထဲရတယ်ဒါပေမဲ့ကျွန်တော်နီးစနီးနဲ့ပဲကျွန်တော်သုံးမယ်နော်โอเคနော်ကျွန်တော်နီးစနီးဆိုရင်တော့ဒီလိုမျိုးပုံစံဒီမှာထဲပေါက်ထဲနီးကတော့တောင်ပြားရှိတယ်နော်ကလပြားရှိတယ်နော်သီးနဲ့အဟောင်းကတော့ခုနကျွန်တော်ပြောတယ်နော်ဒီကကြောင်သီးနဲ့အဟောင်းရှိတယ်နော်ဘာလို့တော့ကြည့်သီးဆိုရင်တော့ကလပြားနဲတယ်တောင်ပြားလဲနဲမယ်နော်အဟောင်းဆိုရင်တော့ကလပြားများတယ်တောင်ပြားဆိုရင်တော့လည်းမများဘူးလားဆရာများတယ်နော်โอเคအဲ့ဆိုရင်တော့သီးနဲ့အဟောင်းကွာခြားချက်ထက်ပုတ်ထက်နီကတော့တူတူပဲနော်ဒါပေမဲ့ကွာခြားချက်ကတော့ကလပြားကတော့ထူလာတယ်နော်โอเคနော်အဲ့ဆိုရင်တော့ကလပြားကနေအစโอเคနော်ကလပြားကနေစထဲမယ်နော်ပြီးတော့ကလပြားကနေအစုံနော်โอเคနော်အဲ့လိုမျိုးကလပြားရင်ထဲပါပြီးတော့တောင်ပြားတော့နှစ်ဖက်ရှိတယ်ဟုတ်လားဆရာနှစ်ဖက်ရှိတယ်နော်ဒီမှာတစ်ဖက်ဒီမှာတစ်ဖက်ကြောင်းလဲဒီဖက်တစ်ထက်ကတော့ထဲတယ်ပေါ့နော်ထဲတယ်တွေ့လားလဲနေနဲ့ကိုလိုမျိုးလှုပ်လိုက်နော်ထဲတယ်နော်ဒီဘက်ကတော့ချောတယ်ဘက်ဆိုချောတဲ့ဘက်တစ်သက်ထားထဲတဲ့ဘက်ဆိုထဲတဲ့ဘက်တစ်သက်ထားပေါ့နော်โอเคနော်ပြီးတော့အဲ့လိုမျိုးကျွန်တော်နိစနီကတော့အဲ့ဒီထဲကြောင်းတဲ့ဘက်ဆိုရင်တော့အပေါ်မှာထားမယ်မဟုတ်ရင်တော့အထဲမှာပေါ့အဲ့လိုမျိုးထားမယ်နော်ဘာဘိုင်းလဲဆရာဒါတော့ဒွင်ဘိုင်းနော်ဒွင်ဘိုင်းတော့ညီကိုတို့နော်ဒွင်ဘိုင်းမြန်မာနိုင်ငံမှာဒွင်ဘိုင်းတွေတော်များတယ်ပေါ့နော်အားကြောင့်ညီကိုတို့တွေဒွင်ဘိုင်းတွေ့ရှိနေတော့လောက်ရတအောင်ပြင်ရတအောင်ကျင်းတွေမထိရအောင်တချို့လူတွေကလပ်ပြားလဲပြီးလို့ပြောထားတဲ့တခါကျရင်ကလပ်ပြားတွေဘာတွေမလဲရသေးဘူးတခြားအပိုင်းတွေလိုက်လုံနေတယ်ပေါ့နော်အားကြောင့်ကလပ်ချင်နီးလေးလဲပြပေးမယ်ခဏကြရင်တော့တဆင်လို့ပြီးတော့ကလပ်ချေပုတ်ချင်နီးလေးပြပေးမယ်နော်အားဆိုရင်တော့ကလပ်ချေပုတ်ချင်နီးဒီနေ့အချိန်ရရင်တော့ဆက်မယ်မရရင်တော့မနေ့ပြန်မှာပေါ့နော်โอเคနော်subscribe ကပါလဲဆရာဒီမှာပြမယ်နော်ဒီမှာညီကိုတော့ subscribe ကတော့အခုလက်စီကျွန်တော်ကြည့်နေတယ်ဟုတ်လား YouTube ထဲမှာဒီနေရာမှာတွေ့လားနှိပ်လိုက်အဲ့လိုမျိုးတစ်ချက်နှိပ်ပြီးတော့ဒီမှာတွေ့လားခေါင်းလောင်းပုံစံမဖြစ်သေးဘူးဆိုရင်တော့ဒီမျိုးပုံစံဖြစ်မယ်အားကြောင့်ကျွန်တော်တို့ခေါင်းလောင်းပုံစံပြအောင်ဒီမှာတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးတော့ဒီခေါင်းလောင်းကိုနောက်ထပ်တစ်ချက်နှိပ်ပြီးတော့ဒီမှာတွေ့လားအပေါ်စုံကိုရွေးလိုက်ဒါတော့ပြီးနော်ရပြီနော်အဲ့လိုမျိုးနှိပ်ရပြီနော်ဒီမှာကျွန်တော်တို့တင်ထားတဲ့ဗီဒီယိုကတော့အပေါက်600ကျော်ရှိတယ်နော်ပြင်မတိုင်းပဲပြေးလို့လူမလဲနော်မိဘချိန်နည်းတွေစီပါချိန်နည်းတွေကပတာပြင်နည်းတွေနော်တွင်ချဲတွေပြီးတော့လဲကလချိန်နည်းတွေအကောင်လုံးရှိပါတယ်နော်ဆိုင်ကပြင်တစေခြင်းတဲ့ညီကိုလေးများဝင်နှိပ်လိုက်ပါခုနလိုမျိုးမနှိပ်ရသေးဘူးအခုနှိပ်ပြီးပေမဲ့နှိပ်ပြီးနော်ဥပမာနှိပ်ပြီးဆိုရင်တော့ subscribe နှိပ်ထားတာပဲဒါပေမဲ့ခေါင်းလောင်းပုံစံမပေါ်သေးရင်တော့ခေါင်းလောင်းပုံစံဒီလိုမျိုးပေါ်အောင်နှိပ်ပေးလိုက်ပါဦးတရားတစ်ချက်နော်အဲ့လောက်ပဲတောင်းဆိုခြင်းနဲ့လောက်ပေးလို့ရမလားဗျဝင်နှိပ်လိုက်ပါဦးနော်တရားတစ်ချက်လေးစားစွာနော်အဲ့ဒီတစ်ချက်ပဲတောင်းဆိုမယ်ပြီးတော့ဆက်မယ်နော်โอเคအဲ့ဆိုရင်တော့နှိပ်ပြီးဆိုရင်တော့ကျွန်တော်တို့ဆက်မယ်ဗျာနော်โอเคပြီးတော့ဒီမှာကြည့်တောင်ပြားနော်တောင်ပြားထည့်ပြီးတော့ကျွန်တော်တို့ကလပြားပြောင်းဆက်မယ်နော်ကလပြားကတော့စာလုံးရှိလားကြည့်ရမယ်နော်စာလုံးရှိတဲ့ဘက်ဆိုရင်တော့ဘယ်မှာထားရတယ်လဲဆရာအပြင်ဘက်မှာထားရမယ်ဒီမှာတွေ့လားစာလုံးတွေ့လား TOP ထောနော်ထောဆိုရင်တော့အပေါ်မှာထောစင်တာနော်အတိတ်ပဲနားမလိန်တော့နေပါစေစာလုံးရှိရင်တော့အပေါ်မှာထားအပြင်မှာထားအပြင်ကတော့ဒီဘက်မှာနော်ဒီမှာဘက်မှာနော်โอเคနော်အဲ့လိုမျိုးထားအဲ့လိုမျိုးထားနော်ပြီးတော့ကျွန်တော်တို့ထည့်ရင်တော့ဗာထည့်ရမလဲဆရာengine wine ထည့်ရမယ် fee ရိုက်မရတာဗာဖြစ်လဲဆရာโอเค fee ရိုက်မရတာကလချိုက်တာအသေးအကြမရလို့နော်
နော်အသေးအကြမရလို့အကြောင်းကလချေပုံချေနီလဲတင်ပြပေးမယ်နော်အားလုံးအတွဲဘူဟူတူတာရအောင် subscribe လေးဝင်နေလိုက်ပါဒီဒွင်မဲလို့ဆိုတော့ကလဘလို့ချေရတယ်လဲချေတာရအောင်โอเคနော်โอเคဒီမှာကြည့်ထဲပုံထဲနီးနော်ထဲတဲ့အခါတိုင်းမှာပဲကျွန်တော်တို့ enjoy ထဲဖို့မမင်းနဲ့ enjoy မှာပိုင်ပါပြည့်ဝနိုင်လဲဆရာကလပြ လေးစားသားမယ်နော် ကလပြမီးလောင်ဝါနိုင်တယ်နော်အကြောင်းမီးမလောင်စေချင်တော့ဒီမှာနီးစနီးကြလေတွေ့လားကလပြကနေအစပြီးတော့ကလပြကနေ အစိုးပြီးတော့ကျွန်တော်တို့အဲ့ဒီကလပြအဖို့ကိုပြောင်းထားပြီးတော့ထည့်ရမယ်ဒီမှာတွေ့လားအဖို့အဲ့လိုမျိုးထည့်နော်ထည့်ရင်တော့ထောက်တာတွေ့လားဒီမှာထောက်တယ်နော်ဒီမျိုးထောက်နေတော့သုံးလို့မရဘူးနော်သုံးလို့မရဘူးအကြောင်းနီးစနစ်မကြလို့ကျွန်တော်တို့နောက်တစ်ဖက်လဲလိုက်ပါအဲ့လိုမျိုးတစ်ဖက်ပြောင်းလဲလိုက်ထောက်ရင်တော့မထည့်သေးတဲ့နော်ဒီမှာထောက်နေတယ်တွေ့လားအဲ့ကျွန်တော်နောက်တစ်ဖက်ပြောင်းလဲလိုက်ဝင်တဲ့အထိဒီမှာထောက်သေးတယ်လားဒါဝင်ပြီးနော်ဒီလိုမျိုးပုံစံဝင်အောင်ကျွန်တော်တို့ထည့်ပေးရမယ်နော်ဒါတော့ကလချဲပုံထည့်ပုံထည့်နေတော့မပြီးသေးဘူးနော်မပြီးသေးဘူးနော်အစောတိပြန်စောင့်ကြည့်ပေးပါဦးအယောက်190ကျော် subscribe လေးတွေလည်းမနှက်ရသေးတော့ဝင်နေလိုက်ပါဦးနော်အားလုံးပဲကျေးဇူးတင်ပါတယ်နော်โอเคနော်အဲ့ဆိုတော့ပြောင်းဆက်မယ်အစောတိကြည့်ပေးပါမပြီးသေးဘူးနော်ဒီမှာကြည့်ကျွန်တော်တို့ကလအောင်မထည့်သေးခင်ကလအောင်မထည့်သေးခင်ဒီမှာကြည့်ထည့်ပုံထည့်နေကတော့ကလအော်ကတော့ဗာပြဿနာတွေရှိလဲအရင်စင်ပြမယ်မထည့်သေးခင်ကလအော်ကတော့ပြဿနာပဲနဲ့ချက်ရှိလဲဆရာအဲ့ဒါဟောတော့ပြဿနာတော့နဲ့ချက်နော်ကလပြအော်ပြဿနာနဲ့ချက်ရှိတယ်နော်တချက်ကတော့ဒီနေရာမှာစားတာရှိလားဒီမှာစားနေပြီးတွေ့လာရင်ကိုစားနေတယ်နော်ဒီလိုမျိုးစားနေတော့ကျွန်တော်ပြောတယ်လီပါဆွဲတဲ့အခါကျရင်တော့သူအတောင်ထွဲမယ်နော်အတောင်ထွဲမယ်ပြီးတော့ဒီလိုမျိုးကြည့်လောက်ကြည့်လိုက်ဒီမှာတွေ့လားဒီမှာတွေ့လားလောက်နေပြီးတွေ့ရလားမသိဗျနော်ဒီလိုမျိုးလောက်နေရင်တော့ဒါတော့အတောင်ထွဲနေပြီးဖွင့်နေချင်လကကြည့်ပါဒါနဲ့နော်အတောင်ထွဲနေဒီလိုမျိုးအတောင်ထွဲတော့ဘယ်အချက်အတောင်ထွဲမလဲဆိုရင်တော့ကျွန်တော်ပြောတယ်စက်နိုးတဲ့အခါကျရင်တော့အတောင်မထွဲသေးဘူးကျွန်တော်တို့လီပါစီပြီးတော့ဆိုင်ကယ်မောင်းတဲ့အခါမှာအတောင်ထွဲမယ်နော်ဒါမှတွေ့လားအဲ့လိုမျိုးမရဘူးနော်ဒါတော့ကျွန်တော်တို့လဲရပြီးပါလဲရမလဲဆိုရင်တော့အထဲမှာလောပါတော့ရှိတယ်အထဲမှာလောပါတော့ထောက်ပြီးတော့ဗာလောက်ရမလဲဆရာလဲရမယ်နော်ဒီကလပ်ပြအောင်ကတော့ကျွန်တော်ပြောနေသူပြဿနာနဲ့သူရှိတယ်နော်အဲ့လိုမျိုးအသေးစိတ်မျိုးပြောပြနေထဲလိုက်ပြီးတော့ပြီးတာပဲငိုတွေသဘောမပေါဘူးနားမလဲဘူးဟုတ်လားအားကြောင့်ဒီလိုမျိုးအသေးစိတ်ပြောရတယ်လေနော်အားကြောင့်ငိုတို့တွေများဆရာကျွန်တော်ဆိုင်ကယ်ဝဒနာပြင်တစေခြင်းနဲ့ဆရာအခြေခံကနေလိစားလေးလာချင်းပါတယ်ဘယ်ပိုင်းကနေစပြင်ရတယ်လဲဆရာโอเคဘယ်ပိုင်းကနေစပြင်ရတယ်လဲဆိုတော့ကျွန်တော်ပြောတယ်ဆိုင်ကယ်ဝါသနာပိုင်းတော့ပြင်တော့မယ်ဆိုရင်တော့လောက်ချင်လို့လည်းမရဘူးကျွန်တော်ပြောထားတာရှိတယ်လေခုနကကျွန်တော်ပြောတယ်ကျွန်တော် YouTube channel ထဲမှာ subscribe ဝင်လိုက်ပါအားလုံးအခြေခံသမားတွေအတွက်ဆိုင်ကယ်ဝါသနာပိုင်းတော့ထိုင်းနိုင်ငံမှာနေတော့စာအုပ်တွေမှာယူပြီးတော့လေ့လာလို့ရတယ်မဟုတ်ရင်တော့စာအုပ်တွေအနေဝေးတဲ့မြန်မာပြည်မှာနော်မြန်မာပြည်မှာနေတော့ဝယ်ရတာအစိမ်မပြင်တော့ဒီ live လွှင့်ထဲမှာပဲကြည့်လိုက်နော်ကြည့်ပြီးရင်တော့ဒီမှာနှိပ်လိုက်နှိပ်ပြီးတော့ဒီမှာတွေ့လား subscribe ပုံစံပြအောင်ပေါ်နှိပ်လိုက်ပါပြီးတော့ဒီမှာအခြေခံပါတွေစပြင်ရတာလဲကျွန်တော်တင်ထားတာရှိရနော်ဆိုင်ကယ်ပြင်ဝါသနာပါတဲ့သူတွေများနော်ဒီမှာနော်အခြေခံဆိုင်ကယ်ဘယ်ကနေစတင်ရတယ်လဲစိမ်မတားတဲ့ညီကိုတွေများဒီမှာပဲကြည့်လိုက်ပါနော်ကျွန်တော်တင်ထားတာအများကြီးရှိတယ်ဝင်နေလိုက်ပါဦးဒီလိုမျိုးခေါင်းလောက်ပုံစံပေါ်နော်အပုတ်600ကျော်ရှိတယ်ပြေးမတိုင်းပဲပြေးမလဲနော်အကြောင်းနှိပ်ထားတာဒီမျိုးနှိပ်တာပဲဆောင်မကောဘူးနော်ခုနညီလေးတရားဟုတ်လားအနေဝေးတဲ့တင်တောင်းတွေလည်းတဲ့တာအစင်မပြေဘူးနော်ပြီးတော့လည်းဘယ်ကနေစတင်ရတယ်လဲဆိုတော့ဒီမှာအဲ့လိုမျိုးနှိပ်လိုက်ပါညီလေးနော်ပုံစံမနှိပ်ရတင်တော့ဒီမျိုးပုံစံပေါ်မယ်ဟောအဲ့လိုမျိုးနှိပ်လိုက်ပါတစ်ချက်ပြီးတော့အပေါ်စုံကိုရွေးလိုက်ပါဒါတော့ရပြီနော်အဲ့လိုမျိုးနှိပ်လိုက်ရင်လေရပြီနော်ဒါတော့ပဲဆောင်မကောဘူးကြည်ရတာလည်းလွယ်တယ်ညီကိုတို့တွေအနေဝေးလို့အတွက်ကြောင့်ကျွန်တော်ကြိုးစားပြီးတော့တင်ပြပေးတဲ့အပေါ်600ကျော်ရှိတယ်နော်အားလုံးကိုအောင်မြင်နိုင်ပါစေကျွန်တော်ရည်ရွယ်ပြီးတော့တင်ပြပေးတယ်နော်အားကြောင့်အောင်မြင်လားမအောင်မြင်လားဆိုတော့ညီကိုတို့ပေါ်မှာပဲပြောင်းလေးလာတင်ယူဖို့မလိုဘူးလားဆရာလိုတယ်နော်အားကြောင့်နှိုက်လိုက်ပါအောင်မနှိုက်ရသေးရင်တော့နော်အားလုံးတရားတစ်ချက်တောင်းဆိုရှင်ပါတယ်ပေါ့နော်ဝင်နှိုက်လိုက်ပါโอเคဝင်နှိုက်လိုက်ပြီဆိုရင်တော့ကျေစုပဲနော်မနှိုက်ရသေးရင်တော့ဝင်နှိုက်လိုက်ပါအောင်ပြီးတော့ပြောင်းဆက်မယ်နော်ခုနကပြအောင်ပြဿနာနဲ့ချက်သိပြီးတော့ဆရာနော်ဗာလဲခုနပထမချက်ကတော့ဆိုင်ကယ်စက်နိုးလီပါဆိုရင်တော့ဒီနေရာမှာတောင်ရရှိလာကြည့်နော်ထောက်တဲ့အခါလဲတမျိုးပဲမှာထောက်လိုက်ထဲလိုက်တမျိုးပဲမှာလောက်တဲ့နော်ဒီနေရာမှာကြည့်ရမယ်နော်တောင်ရရှိနေတော့သုံးလို့မရတော့ဘူးထောက်လဲရမယ်ပြီးတော့ဒီမှာကြည့်လဲနဲ့အဲ့လိုမျိုးလောက်ကြည့်နော်အဲ့လိုမျိုးဖြည့်နေတော့ဒါတော့ထောက်လဲရတော့မယ်နော်ဘာထောက်လဲရမလဲအထဲမှာလောပါတော့ကိုထောက်အသီးပြောင်ထည့်ရမယ်နော်အသီးပြောင်ထည့်ရင်တော့အဆောင်မထွဲတော့ဘူးမထည့်ရင်တော့အဆောင်ထွဲမယ်နော်ညီကိုတို့နော်โอเคနော်အဲ့ဆိုရင်တော့ကျွန်တော်သဘောပေါက်ပြီးနားလည်ပြီးဆိုရင်တော့ကျွန်တော်တို့ကလပြထဲမယ်နော်ဒီမှာဒီကလပါ
ထဲပေါက်ထဲနေကတော့ကျွန်တော်ပြောတယ်အဲ့လိုမျိုးထားလိုက်ပါဒီမျိုးထိုင်းတော့ကလပ်ပြားတွေပျောက်ကျသွားနိုင်တယ်နော်အကြောင်းဒီမျိုးထားပြီးတော့ဒီနေရာမှာတွေ့လားအဲ့လိုမျိုးထားကလပ်ပြား၄ပြားရှိတယ်နော်ဆိုင်ကဟောင်းဆိုရင်တော့များတယ်အတိဆိုရင်တော့3ပြားပဲကြောင်တော့တယ်နော်အဲ့လိုမျိုးထည့်ပေးပါအဲ့လိုမျိုးထည့်နော်ဒီမှာကိုလဲနဲ့အဲ့လိုမျိုးထည့်ဒါတော့ရပြီနော်ဒီစနီးကြလေးနဲ့နော်ပြီးတော့သူ့ချောင်းလေးပဲနေရမယ်နော်ကျဲလို့မရဘူးနော်โอเคနော်ဒါတော့ကလပ်ပြားထဲပေါက်ထဲနေနော်ကလပ်ပြားကတော့ဘယ်အချိန်လောလဲဆိုတော့ကျွန်တော်ပြောတဲ့ဆိုင်ကရောအားမရှိဘူးလီဘာဆွဲတာ100ကျော်ပြေးရမယ့်အစားကို90 60ပဲပြေးတော့တယ်ဆိုတော့ဒီမှာပဲလာကြည့်နော်ညီကိုတို့တွေများအားလုံးနော်ဒီအပိုင်းကိုသိထားသင့်တယ်ပေါ့နော်ဒီမှာပဲသိထားလိုက်ပြီးတော့လေဒီအပိုင်းကိုမသိရင်တော့ဆိုင်ကပြင်လို့မရဘူးဆိုင်ကဆိုင်မှာသွားပြီးတော့ကျင်းတွေပါတွေထိတာတယ်ဥပမာကာဗနာစုပဲလဲပေးမယ်ဗျာကာဗနာစုပဲလိုက်လဲနေတော့ကျွန်တော်ပြောတဲ့ဒီကာဗနာစုပဲလိုက်လဲနေတော့အဲ့ဒီအပိုင်းနဲ့မဆိုင်ဘူးလေဆိုင်ကရောအားမရှိကာဗနာစုရင်လာလဲနေမယ်ပဲဆိုင်မလဲမဆိုင်ဘူးနော်ကာဗနာစုကခုနကျွန်တော်ပြောတဲ့ဆိုင်ကအသောင်អော်တဲ့အခါလီဘာဆိုရင်တော့ဝေးအတန်တွေကောက်တွေပါတယ်တဲ့တဲ့အခါကျရင်တော့အော်နေနော်ဒီကာဗနာစုဆိုင်တယ်ကလပ်ပြားနဲ့မဆိုင်ဘူးနော်ကြိုက်သလိုလဲလို့မရဘူးနော်အားကြောင့်ဆိုင်ကဆဆထွဲအားမရှိတာကိုကာဗနာစုလာကြည့်ရမယ်နော်ဒီကာဗနာစုကိုနော်ကာဗနာစုလာကြည့်ရမယ်စထွဲအားမကောင်းတာနောက်ကီလိုမီတာပြေးတာအားကြနေတော့ဒီကလပ်ပြားအုပ်ထဲမှာကျွန်တော်တို့ဘာလောက်ရမလဲဆရာပြောင်းကြည့်ကလပ်ပြားကိုကြည့်ရမယ်နော်ကလပ်ပြားကတော့ဘယ်အချိန်အလုံးလုံးတယ်လဲဆရာကလပ်ပြားကာဗနာစုကာဗနာစုအားပို့လာတဲ့အချိန်ဒီကလပ်ပြားလုံးလုံးမယ်နော်အားကြောင့်ကျွန်တော်ပြောတယ်နားလဲရမယ်နော်ထဲတားတယ်လှုပ်တားတယ်ဆိုရင်တော့တမျိုးဒါတော့အချီကောင်သမားတွေဆရာကြီးတွေအတွဲတော့မဟုတ်အချီကောင်စားလေးလာတဲ့ရင်ကိုတို့တွေများနားလိန်တော့ဘယ်အပိုင်းပြည့်ကျွန်တော်ပြောတယ်ကျွန်တော်တို့ပြင်ပေးတဲ့နီးစနစ်ကြောင်ဥပမာလူတယောက်ပေါ့သဘောတရားလူတယောက်နေမကောင်းဘူး buy out နေတယ်ဆိုရင်တော့အဲ့ဒီ buy out ဈေးပဲပေးတော့ရမယ်ကောင်းကြိုက်ဈေးတွေပါဈေးတွေဆိုရင်တော့မဆိုင်ဘူးဟုတ်လားအကြောင်းဆိုင်ကလည်းအဲ့လိုပဲသူစေးနဲ့သူပဲပေးရမယ်နော်အားကြောင့်ပြင်တရအောင်ညီကိုတို့တွေများအားလုံးဒီအပိုင်းတွေဘူးသူသားအနေနဲ့မျှဝေပေးရမယ်အားကြောင့်ညီကိုတို့တွေများအားလုံးအကျိုးရမယ်ဆိုရင်တော့အားလုံးအတွက်အသုံးဝင်မယ်ဆိုရင်တော့ subscribe လေးဝင်နှိုက်လိုက်ပါအောင်အခုတရားတစ်ချက်နော်အားဆိုရင်တော့မပြီးသေးဘူးပြောင်းစပါအောင်မပြီးသေးဘူးနော်အားကြောင့်ကျွန်တော်တို့ထဲတဲ့အခါခုနကျွန်တော်ပြောတဲ့မွန်လီတွေပါတယ်ကျဲရင်တော့မွန်လီတွေပါတယ်ကျဲမယ်ဆိုရင်တော့တတိပြုနော်ဒီကလပ်ပြအောင်ဟောင်းပိုင်းဆိုရင်တော့ကျူးတယ်နော်ကျိုးတာလွယ်တယ်နော်ဒီမှာတော့တစ်ချက်ပြပေးမယ်အောင်မယ်ဒီမှာတွေ့လားဒါတော့ကျိုးတာနော်ဒီနေရာမှာအပေါ့စီရမယ်နော်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဗျာရပါတယ်နော်ညီကိုတို့တွေပညာရရင်တော့ကျွန်တော်တို့အတွဲလဲလုံလောက်ပါပြီပေါ့နော်โอเคနော်ဒီမှာတွေ့လားဒါဒီလိုမျိုးမကျိုးသွားအောင်နော်ဒါတော့ကျိုးသွားတယ်နော်အတိလဲကျိုးတာတယ်နော်ညီကိုတို့နော်အားကြောင့်ကျွန်တော်တို့ထဲတာနင်းစနစ်မကြိုင်အတိလဲပေမဲ့ကျိုးတာလွတ်လေးကျိုးသွားနိုင်တယ်နော်အားကြောင့်နင်းစနစ်ကြလေးနဲ့ထဲပေးဖို့လိုမလိုဘူးလားဆရာလိုတယ်နော်โอเคနော်အဲ့ဆိုရင်တော့ဒီနေရာမှာဆိုင်ကအတိနဲ့အဟောင်းနော်သေချာကြည့်နော်အရေးကြီးတဲ့အချက်ရောက်လာပါပြီဗျာညီကိုတို့ခုနပြောလိုက်တော့ခုနအရေးမကြီးဘူးလားမေးနေတော့ခုနလည်းအရေးကြီးတယ်ဒီကောင်လည်းအရေးကြီးတယ်နော်ခုနကညီလေးတရားပြောတဲ့ဆိုင်ကကီတောင်နိုးတာမာတာကတော့မနေ့တော့ကကျွန်တော်ပြောထားပြီးပြီနော်ပြီးတော့ဒီတစ်ခါကတော့ဆိုင်ကဆဲနိုးတဲ့အခါကီတောင်နိုးရင်တော့ပြောင်းမတဲလာဘူးဆိုရင်တော့ဒီမှာလာကြည့်နော်အဲ့ဒီအပိုင်းမှာစင်ကြသေးခင်နောက်တစ်ခါအနေနဲ့ subscribe နှိပ်ခိုင်းမယ်ဗျာโอเคနော်ဒီမှာကြည့်နောက်တစ်ခါအနေနဲ့ကျေးဇူးပြုရဒီမှာနော်ကြည့်ရင်တော့ဒီအပေါ်မှာတွေ့လားကျွန်တော်အကောက်ကိုတစ်ချက်နှိပ်လိုက်ပါပြီးတော့ subscribe ပုံစံဒီလိုမျိုးပေါ်အောင်နှိပ်လိုက်နော်မနှိပ်ရသေးရင်တော့ဒီမျိုးပုံစံဖြစ်မယ်နော်အဲ့လိုမျိုးပုံစံဖြစ်မယ်နော်အဲ့မျိုးပုံစံဖြစ်တဲ့အခါကျရင်တော့ကျွန်တော်တို့နှိပ်လိုက်ပါတစ်ချက်ပြီးတော့အပေါ်ဆုံးကိုရွေးလိုက်ပါနော်အဲ့လိုမျိုးအပေါ်ဆုံးဒီမှာတွေ့လားအဲ့လောက်ဆိုရပါပြီမနှိပ်ရသေးရင်တော့နော်ကျေးဇူးရေးနှိပ်ပေးပါအောင်အခုပဲကျွန်တော်စောင်းမယ်ပြီးတော့ဒီအပိုင်းတွေလာဆဲမယ်โอเคနော်မနှိပ်ရသေးရင်တော့ဝင်နှိပ်လိုက်ပါအောင်နော်ပြီးတော့ဒီအပိုင်းကိုဆဲကြည့်ရအောင်စိတ်စီလေးနဲ့ကြည့်ပေးပါအောင်နော်ပြီးတော့ဒီအပိုင်းတွေကလည်းအရေးမကြီးဘူးလားဆရာအရေးကြီးတယ်နော်ကြော်ဝါလို့မရဘူးနော်ဆရာတို့နော်ဒီအပိုင်းတွေကတော့တော်တော်အရေးကြီးတယ်လောမရဘူးနော်လောမရဘူးတွေ့လားဆရာချိပြောတဲ့အတိုင်းပဲထားဝေးနော်ကြော်ဝါလို့လောမရဆရာချိပြောတဲ့အတိုင်းပဲအားဆိုရင်တော့ဝင်နှိပ်ပြီးတော့လာမယ်ဝင်နှိပ်ပြီးလာပါပြီးတော့ဆဲမယ်နော်နော်အားဆိုရင်တော့ဒီမှာကြည့်ဒီကျွန်တော်ပြောတဲ့ဆိုင်ကအဟောင်းပွဲဆိုတော့ကျွန်တော်တို့နိုးတဲ့အခါပြောင်းတဲလာလို့မရရင်တော့ကျွန်တော်တို့ engine ခွဲဆရာမလို့ဘူးနော်ညီကိုတို့နော်ဘာကြောင့် engine ခွဲဆရာမလို့တာလဲဆိုတော့ဒီနေရာမှာပဲရှိတယ်တွေ့လားနော် sapling ကဒီနေရာမှာပဲရှိတယ်လေအထဲမှာရှိမှမဟုတ်တာအဲ့ဒီအခုလာမဲ့ဆိုင်ကအသီးပဲတွေ့ဆိုတော့အထဲမှာရှိတယ်ကျွန်တော်တို့ engine ခွဲရမှာတပိုင်းပဲဘလို့ပဲလုံးမပြောက်ဘူးနော်အကြောင်း engine ခွဲရမယ်တပိုင်းပဲပြည်နေတဲ့အတွက်ကြောင့်အဲ့ဒီဆိုင်ကအသီးဆိုရင်တော့ကျွန်တော်ပြောတဲ့အဲ့ဒီ sapling လဲ
အဲ့ဒီအဟောင်းတဲ့မမာဘူးနော်အစင်မြေအကြောင်းအဟောင်းအသိပဲဆိုရင်တော့ engine ပုံမှန်လဲရမယ်မလဲတော့ကျွန်တော်ပြောတယ်အဲ့ဒီ engine ခွဲရမှသိကြတယ်နော်အကြောင်းအဟောင်းပဲလို့ဆိုရင်တော့ကျွန်တော်တို့ engine မခွဲရအောင်ဒီမှာပဲလာကြည့်နော် supply အကြီးကိုဒီမှာသိကြကြည့်နော်ဒီမှာထောက်ပြီးတော့ကျွန်တော်တို့အဲ့ဒီထောက်တဲ့ဖြစ်စဉ်နဲ့ချက်လို့နေခုနကရပြောင်းနေထောက်ချက်ထောက်ပဲနော်သူကီလိုနဲ့ထောက်ရမယ်နော်သူအလောနဲ့သူရှိတယ်နော်ထောက်တဲ့အခါကျရင်တော့နီးစနစ်ကြလေထောက်နော်ဒီလောကတော့ပြဲတာမြောင်းတယ်နော်ဒီမှာတွေ့လားပြေသွားတာမြောင်းတယ်အဲ့မဟုတ်နော်ဘယ်နည်းရတယ်နော်ပြောက်တာမြောင်းတယ်နော်အကြောင်းကျွန်တော်တို့ဒီကလေးမေးသား အဲ့တော့ဘာ ဒီမှာနော်သူအဲ့ဒီပစ္စည်းနဲ့တောင်းမယ်နော်ဒီပစ္စည်းနဲ့တောင်းမယ်နော်ညီတို့နော်ဆရာလီဘာကအင်တာဘာလီဘာအင်တာဘာဖြစ်တာလဲဆိုင်ကယ်လီဘာအင်တာဟောဆိုင်ကယ်လီဘာအင်တာလားဗျာလီဘာအင်တာတော့ဘာဆိုင်ကယ်မျိုးစားလဲညီလေးပြောလာလို့ရလားညီလေးအောင်သူနော်အဲ့ဒီကောင်နဲ့တောင်းမယ်နော်ဒီမှာနိစနိကြကျွန်တော်အဲ့လိုမျိုးထုံးမယ်ထုံးရင်တော့နော်ကလောလေးပြောင်းလာတယ် ခုလား လေဝေါက်လဲပြပြီးဒီမှာတွေ့လားနိစနိကြလေးနဲ့နော်ဒီမှာကြည့်အဲ့ဒီမျိုးသူ့အပေါက်ရှိတယ်ဒီအပေါက်လေးကိုကျွန်တော်တို့အဲ့လိုမျိုးတဲ့အောင်ကျွန်တော်တို့ထည့်ပေးလိုက်မယ်နော်ဒီအပေါက်လေးနဲ့အဲ့လိုမျိုးဒီမှာတွေ့နော်အဲ့လိုမျိုးနော်ဒါတော့နိစနိကြနော်ထုတ်လိုက်ဆိုရင်တော့သူပြည့်ရင်တော့မတောင်ဘူးနော်ကျွန်တော်ပြောမယ်နော်ဒီမှာကြည့်အဲ့လိုမျိုးခွာလိုက်နော်ပလောလိုက် ကျွန်တော်လက်တာလား ဟောဒီဟိုမလို့ ရောနော် မလီအေးမကောင်းဘူး လက်စွာတွေက နော်ခလွိုင်းနော်ဖလောဖလောကြီး ခေါ်လာပါကတော့ဒီရဲခေါ် ဒီမှာနော်သူအလော့ဒီနေရာမှာနော်ပြီးတော့အဲ့လိုမျိုးဟာလိုက်နော်โอเคအဲ့လိုမျိုး clock ပြီးတော့ရပြီနော်အဲ့ဒါပဲနိစနိကြနော်ထောက်ပုံထောက်နီနော်ပြီးနော်ဒါတော့လိုက်ပြီးတော့ဝိတ္တယာဒါတော့ကျွန်တော်တို့ကာဗေတာတွေဘာတွေထုတ်စေရမယ်နော်ညီကိုတို့နော်ကာဗေတာတွေနိစနိကြမထုတ်စေရင်တော့လီပါတွေအိတ်နေမယ်နော်ညီလေးအောင်သူနော်ညီလေးအောင်သူနော်โอเคနော်ဒီမှာကြည့်အဲ့ဒီသူကလော့သွေးလာပြဲတာလွယ်တယ်နော်အားကြောင့်နိစနိကြလေအဲ့လိုမျိုးထုတ်ပြီးတော့ကျွန်တော်ထုတ်ပြပေးမယ်နော်ဆိုင်ကယ်အသီးနဲ့အဟောင်းကွာချချက်ဘာတွေရှိလဲဆိုရင်တော့ subscribe ဝင်နေလိုက်ပါအောင်နော်အခုပဲဝင်နေလိုက်ပါပြီးတော့ပြန်ဆက်ရအောင်ဦးနှစ်ချင် flow ကုန်းမှာနဲ့နဲဟေးဘာတွေအင်းနေရရင်မတည်းโอเคနော်ဟေးโอเคနော်ဒီမှာကြည့်နော်ညီကိုတို့နော်ဒီနေရာမှာကြည့်နော်ထောက်တဲ့အခါကျတော့လက်တွေမှာထိရအောင်တတိထားပြီးတော့ထောက်ရမယ်နော်လက်တွေကိုတတိထားပြီးနော်ဒီမှာတွေ့လား supply ကတော့တော်တော်ကြီးတယ်မာတယ်နော်အကြောင်းကိုလက်တွေကိုဒီမှာလာမကင်နဲ့နော်လာမကင်နဲ့အဲ့လိုမျိုးဆွဲထုတ်နော်ဒီမှာတွေ့လားအဲ့လိုမျိုးဆွဲထုတ်ရပြီးနော်ပြီးတော့ဒီမှာကြည့်လက်ကတော့ကျွန်တော်ပြောတဲ့တတိပြီးနော်ဒီကတော့ကျွန်တော်ပြောတဲ့လက်တွေပါတယ်ထိတော့မလွယ်ဘူးနော်ညီကိုတို့နော်တော်များများထိတယ်နော်စားအဲ့ဒီအပိုင်းရိုးတွေထုတ်လို့မတောက်ဘူးလေလိုက်ကလော်နေတယ်လိုက်လုံနေဆိုရင်တော့ဒီနေရာမှာထိရင်တော့ကျွန်တော်ပြောတယ်လက်တွေပါတွေအမတရားရမှသေးကြတယ်နော်အားကြောင့်အမတရားရစေချင်တော့ကင်ကြီးရတယ်နော်ဒါတော့အမတရားမရစေချင်လို့တတိနဲ့လာပေးတာညီကိုတို့တော့ပေါင်ကြီးကြဘူး ပေါင်းလာလို့ရှောက်ဖွင့် နော်အားကြောင့်ညီကိုတို့တွေများတတိထားရအောင်နော်ဒီမှာနော်အဲ့လိုမျိုးထဲရမယ်နော်ပြီးတော့ကျွန်တော်တို့ထောက်တဲ့အခါကျတော့ဒီမှာတွေ့လား supply ကတော့တော်တော်ကြီးရဲ့နော်အဟောင်းဘက်တွေကတော့ကျွန်တော်ပဲတော်တော်မာတယ်တော်တော်များတော့ supply တွေသိမကြိုးဘူးနော်အားကြောင့်အသည့်ဘက်ကတော့အဲ့လိုမျိုးနေတယ်နော်အဟောင်းဘက်တွေဆိုတော့ဒီ supply ကတော့အဟောင်းဘက်ဆိုတော့ supply ကတော့ဒီမှာတွေ့လားနှစ်ထတောင်ရှိတယ်အသည့်ကတော့တစ်ထပဲနော်နှစ်ထတောင်ရှိတယ်တွေ့လားဒီမှာအစစ်တစ်ထပေါ်တစ်ထနော်အားကြောင့်ဒီလိုမျိုးနှစ်ထစင်းတော့လွတ်လွယ်လေးမကြိုးနိုင်ပါဘူးနော်အားကြောင့်ကျွန်တော်ဂျိုဝိုင်းတော့လည်း engine ခွဲစရာလိုလားဆရာခွဲစရာမလို့ဒီနေရာမှာပဲဝင်ထုတ်လဲလို့မရဘူးလားဝင်ထုတ်လဲလို့ရပါတယ်နော်အားကြောင့်ညီတို့တွေဘာမှစိတ်ပူစရာမလိုအသည့်ဆိုရင်တော့ခွဲရမယ်အဟောင်းဆိုရင်တော့ခွဲစရာလိုလားဆရာမလိုဘူးနော်โอเคသဘောပေါက်ပြီနော်မေးလာလို့ရတယ်နော်ဘာအကြောင်းကိုသဘောမပေါက်တာလဲပြီးတော့ဒီကဘိုင်းဆက်ရအောင်မေးလာအခုကျွန်တော်အချိန်နဲ့ပေးမယ်အားလုံးပဲမင်္ဂလာပါမေးလာလို့ရတယ်နော်ဒီကဘိုင်းနော်ပြီးတော့ဆိုင်ကယ်ပြင်းဝါသနာပါတဲ့ညီကိုတွေများဖိတ်ခေါ်စေခြင်းနဲ့ဗျာနော်အားလုံးပဲဆိုင်ကယ်ဘယ်ကနေစပြီးတော့ပြင်ရတယ်လဲဝါသနာပိုင်တော့ဘယ်ကနေစလေးလာရတယ်ဆိုတော့ YouTube channel ထဲမှာဝင်လိုက်ပါ subscribe အခုပဲတရားတစ်ချက်ဝင်လိုက်ပါအခြေခံသမားတွေအတွက်ကျွန်တော်တင်ထားတာအပုတ်600ကျော်ရှိတဲ့ဗီဒီယိုကတော့အားကြောင့်ညီကိုတို့တွေပြင်တမှသေးကြတယ်ကျွန်တော်အမှန်ခေါင်းနိုင်တယ်နော်ပြင်တမှသေးကြတယ်အားကြောင့်ပြင်တစေရင်တဲ့ညီကိုတွေများ subscribe ဝင်လိုက်ပါအောင်အခုမနှိပ်ရသေးတော့တရားတစ်ချက်နှိပ်လိုက်ပါအခုပဲနော်ကျေးဇူးပြီးရဲ့ဝင်နေလဲပါစောင့်မယ်ပြီးတော့ဒီအပိုင်းလေးလာမယ်နော်ဒီအပိုင်းလေးကိုထောက်ဖို့ထောက်နေသူ့ရဲ့ပြဿနာလေးဆဲရအောင်ဝင်လိုက်ပြီးတော့ကျွန်တော်တို့ချောပိန်ကပစ္စည်းကတော်လို့ရလားချောပိန်ကပစ္စည်းလဲတော်လို့ရလားမင်းတော့ရတဲ့ဟာလဲရတဲ့ဟာဆိုရတဲ့ဟာလဲရှိတယ်မရတဲ့ဟာလဲမရတဲ့ဟာလဲရှိတယ်အားကြောင့်တခါတည်းလဲပစ္စည်းကလည်းတိတရမယ်နော်
တွေးတာပေါတူတာဝယ်လိုက်ရတာတော့ပစ္စည်းတစ်မျိုးပေါတစ်မျိုးဖြီးသွားနိုင်တယ်အကြောင်းတတိထားရမယ်နော် online ထဲမှာပစ္စည်းမှာတာတော့တတိထားသိမ့်တယ်နော်မကောင်းမမှန်ခိုင်းတော့မဟုတ်ဘူးနော်အကြောင်းကိုနားလေမှမှာပါနော်နားလေရမယ်နော်အမနားမလဲပဲနဲ့မှာလိုက်ပြီးတော့ကျွန်တော်ပြောတယ်ကျင်းတွေပါတယ်ထိတ်မယ်နော်တကယ်လို့ကောင်းစေချင်တော့ကျွန်တော်တို့စီမှာလည်းမှာယူလို့ရတယ်ပေါ့နော်ကြိုက်တယ်ကိုအဲ့လိုမှကရင်ပေါ့ဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်နော်ညီလေးကြည်စိုးပေါ့နော်โอเคအဲ့ဆိုရင်တော့ subscribe ဝင်နိုင်ပြီဆိုရင်တော့ဆက်မယ်ဒီမှာကြည့်အဲ့ဒီဆိုင်ကအဟောင်းဘိုးဆိုရင်တော့ဒီနေရာမှာတွေ့လားဝါစာပြတော့ထူရမယ်နော်ဒါတော့အစာထူတဲ့ဝါစာဖြစ်မယ်နော်ပါလေးဒီနေရာမှာအထူဝါစာတပြားရှိမယ်ထုတ်မယ်နော်ဒီမှာကြည့်ထုတ်တော့မှပေးပြောင်းနေနော်တတိထားပြီးထဲနော်ပြီးတော့ဘူကတော့အစာထိုးလို့ရတာကိုတနေ့တော့ကဖောက်ဆက်လာတယ်နော်ကလပ်ပြဘူးအစာထိုးလို့ရလားအစာထိုးလို့ရတယ်နော်ဒါပေမဲ့အထဲမှာအပေါနော်ပေါ့ဒီလိုမျိုးအပေါတပေါလည်းရတယ်နော်ပေါ့လည်းရတယ်ဖောက်ရမယ်နော်အပေါမှာဖောက်ရင်တော့ကလပ်ပြတွေသေဝမ်းကောင်းမယ်နော်ကလပ်ပြတွေကျိုးသွားမယ်ကလပ်ပြတွေကုံမြောင်တယ်ပြီးတော့လည်းကပ်ပြတွေလောင်သွားကောင်းမယ်ပါပြီးတော့လောင်တာလဲဆိုတော့ဒီနေရာမှာ enjoy မှာပို့လိုက်တော့အထဲမှာ enjoy မှာရောက်ရင်တော့ကလပ်ပြကတော့မပြည့်နိုင်ဘူးလားဆရာတို့ပြည့်နိုင်တယ်နော်အကြောင်းကလပ်ပြတွေမပြည့်ရအောင်ကလပ်ပြတွေမပြည့်ရအောင်တတိထားနော်ညီတို့နော်အဲ့ဒါရဲ့ကြရင်ဆိုင်ကပစ္စည်းနာမည်လေးတွေပြောပြပေးပါကိုရတယ်ဗျဘာပစ္စည်းနာမည်သိချင်တာလဲကျွန်တော်ပြောပြပေးမယ်နော်အားကြောင့်ကြိုက်တယ်လို့တောင်းဆိုလာလို့ရတယ်ကျွန်တော်တောင်းဆိုချင်တာတော့ subscribe ပဲဝင်နေလိုက်ပါတရားတစ်ချက်အခုပဲနော်မနဲ့ရသေးတော့ဝင်နေလိုက်ပါဦးနော်အဲ့ဒီတစ်ချက်ပဲတောင်းဆိုချင်တယ်နော်လောက်ပြီးလို့ရမှာလားဗျနော်လောက်ပြီးပါဦးနော်တရားတစ်ချက်ပဲ subscribe မနဲ့ရသေးတော့ဝင်နေလိုက်ပါကြိုးစားပါ okay ကြိုးစားပါမယ်ဗျာညီကိုတို့နော်ဘာလို့နေတယ်သိနေကြနော်ဝင်လိုက်ပါဦးနော်ပြီးတော့ဒီမှာဆဲရမယ်ဘာလို့ချုံးပြီ okay အဲ့ဆိုတော့အစာထိုးတဲ့အခါကျတော့အပေါက်ရှိမရှိအပေါက်မရှိတော့အပေါက်ဖောက်လိုက်နော်စာထိုးလို့ရတယ်နော်အစာမထိုးတဲ့လို့မပြောဘူးနော် okay နော်ရပြီဆိုရင်တော့နောက်ပိုင်းလာမယ်ဒီမှာအဆွဲဝါစာတစ်ခုရှိတယ်အဲ့လိုမျိုးထုတ်လိုက်ပါနော်ဒီလိုမျိုးထုတ်ရင်တော့တွေ့လားအဆွဲဝါစာအချုံလေးနဲ့တွေ့လားအဲ့ဒီအချုံလေးတော့တော်တော်များများပြဿနာဖြစ်နေတယ်ဗျာဘာဘိုင်းလဲဗျာဒါတော့ဝိတ္တရတို့တွေနော်ဒွင်းသိလားဗျာမြန်မာနိုင်ငံမှာစီများနေတဲ့ဒွင်းဘိုင်းနော်စီများနေတဲ့ဒွင်းဘိုင်းနော်ဒီလိုမျိုးပုံစံတွေ့မယ်နော်အဲ့ဆိုတော့ဒီမှာကြည့်တွေ့လားအချုံစီတယ်တွေ့လားအဲ့ဒီအချုံကတော့အဟောင်းဘိုင်းတွေတော်တော်များများပြဿနာဖြစ်နေဗျာနော်အကြောင်းဘာဖြစ်လို့ဆိုတော့အသီးလာတဲ့အသီးဘိုင်းသူတို့မှသောတော့ပါဘူးနော်အဲ့ဆိုတော့ဒီမျိုးထောက်ပြီးတော့ဒီမှာတွေ့လားနောက်တစ်ပြားရှိတယ်အဲ့လိုမျိုးထောက်လို့မရဘူးနော်တိုက်နေမယ်နော်ထောက်လို့မရတွေ့လားဆွဲထောက်လို့မရတွေ့ရနော်တွေ့လားဒီဝါစာဆွဲထုတ်လို့ရအောင်အဲ့ဒီဝါစာကိုလက်နဲ့အဲ့လိုမျိုးလဲပြီးတော့ဆွဲထုတ်နော်လဲရမယ်နော်မလဲတော့ထုတ်လို့မရနော်တွေ့လားအဲ့ဒီဝါစာနော်ဒီကောင်နဲ့တွဲပြီးတော့လောက်ရမယ်နော်အကြောင်းဝင်တော့တပြားဝယ်လို့မရပြီးတော့ဆိုင်တော့အစာထိုးပြီးမဲ့လည်းတပြားပဲစာထိုးလို့မရအကြောင်းအစုံလိုက်လာတယ်နော်အကြောင်းအစင်မပြေတဲ့အတွက်ကြောင့်အခုလာမဲ့အတိပဲတွေသူတို့အဲ့ဒီဝါစာလိုမျိုးသောသေးလာကြတော့မသောတော့ဘူးနော်အကြောင်းညီကိုတို့တွေနားလဲရမယ်နော်ကျွန်တော်ကကလဘိုင်းပါကျွန်တော်ကလဘိုင်းလာဗျာရတဲ့ဝါသနာပါတယ်မပြင်တဘူးโอเคအဲ့ဆိုရင်တော့ဝါသနာပါတယ်မပြင်တဘူးပြင်တစေချင်တော့အခုပဲ YouTube ထဲမှာ subscribe ဝင်လိုက်ပါအောင်အခုလက်စီနော်နော်ဝင်လိုက်ပါအောင်နော်မနဲ့ရတဲ့တော့တရားတစ်ချက်โอเคရတဲ့မလားတော်တယ် iPhone နဲ့ချက်မကောက်ဘူးနော်ဝင်လိုက်ပါအောင်စောင့်မယ်နော်ဝါသနာပိုင်တော့ကျွန်တော်တင်ထားတဲ့ဗီဒီယိုအပေါက်600ကျော်ရှိတယ်နော်ပြင်တမှာသေးချတယ်ညီကိုတို့ဝါသနာပါရုံနဲ့ကိုလေးလာသင်ယူရင်တော့ပြင်တမယ်တော်တော်များများတော့အောင်မြင်ကြတယ်ညီကိုတို့တွေလည်းအားလုံးအောင်မြင်ပါစေနော်ဆုတောင်းပေးပါတယ်ပေါ့နော်โอเคအားလုံးပဲနော်သင်တောင်းတဲခြင်းနဲ့non ကြသွားတဲ့ဆရာအခုမအားသေးလို့ okay ရတယ်ဗျာနော်ပြီးတော့ကျွန်တော် line လွှင့်ပြီးတော့ subscribe နှိပ်ထားပြီးဆိုရင်တော့နောက်ပြောင်ကြည့်လို့ရတယ်နော်အကြောင်းမနှိပ်ရရင်တော့နှိပ်လိုက်ပါတခါကျရင်ဝင်ကြည့်တော့မပြောက်ပါအောင်နော်မနှိပ်ရင်တော့ပြောက်မယ်နော်အကြောင်းမပြောက်စေချင်တော့နှိပ်လိုက်ပါနော်တင်တောင်တဲစေချင်တယ်လာတဲလို့ရတယ်နော်ဒီမှာဆရာစောဝင်းစီမှာလည်းရတယ်နော်ဒီမှာဆရာစောချီစီမှာလည်းရတယ်နော်ကျွန်တော်တို့နဲ့တူတူပဲနေတယ်နော်အကြောင်းဝါသနာပါတဲ့သူတွေဆက်သွယ်မေးမြန်းလာနိုင်ပါတယ်ပေါ့နော်ဒီမှာကြည့်ပါပြောင်ဆက်မယ်နော်အဲ့လိုမျိုးထုတ်ရင်တော့ဒီမှာထုတ်ပြီးတော့ဒီမှာတွေ့လာကော်တခုဒီမှာကော်တခုရှိတယ်နော်ကျေးဇူးတင်ပါတယ်โอเคပါနှိပ်ထားပြီးတော့ကိုကျေးဇူးတင်ပါတယ်ဗျာနှိပ်ထားပြီးဆိုရင်တော့ပြင်တမှာတေးကြတယ်ညီကိုတို့တွေကြီးစားစူးစားလေးလာသင်ယူရင်တော့ဝင်နှိပ်ပြီး subscribe ဝင်နှိပ်ပြီးဆိုရင်တော့တမယ်တေးကြတယ်နော်မင်္ဂလာပါကိုဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါနော်အားလုံးပဲမင်္ဂလာညချောင်းလေးပါပေါ့နော်အားကြောင့်ပညာလေးတွေနည်းနည်းပါလာမျှဝေပေးမယ်ပေါ့နော်ကျွန်တော်အကြောင်းကျွန်တော်ပြောတဲ့ဒီအပိုင်းတို့တွေကိုနားလဲเนาะပြီးတော့တတိထားရအောင်တော့ကျွန်တော်ပြောတဲ့ဒီကောင်ကိုအဲ့ဒီ
တော်များများတော့ကျိုးလွယ်တယ်နော်ပြောဝါလွယ်တယ်ပြီးတော့လည်းကျွတ်တယ်ဗျနော်ကော်ဆိုရင်တော့ကျွတ်လွယ်တယ်နော်အားကြောင့်လွယ်လေးမကျွတ်အောင်လွယ်လေးမပြက်ဝအောင်ကျွန်တော်တို့ပါတီတတိထားရတယ်ကျွန်တော်အင်ဂျီဝိုင်ပုံမှန်လဲပေးပါနော်အင်ဂျီဝိုင်ပုံမှန်မလိန်တော့ခေါင်းတဲ့အထိကောက်တဲ့အထိစီးရင်တော့ဒီကောင်လေးလည်းထုတ်လဲရမယ်နော်โอเคနော်ညီကိုတို့နော်ပြီးတော့နောက်တဲ့ပိုင်းလာမယ်များတယ်နော်အဲ့ဒီဟောင်းပဲဒီမှာကြည့်အကောင်လုံးထုတ်တာပေးတဲ့ညီကိုတို့တွေအတွဲပဲဗျာနော်အကောင်လုံးထုတ်တာပေးတယ်နော်တစီလုံးဖြုတ်တာပေးတဲ့ drink ပဲညီကိုတို့တွေအတွဲပဲဒီမှာဆရာစောဝင်လဲထမင်းမစားမအဲ့မပြောနော်အားလုံးအတွဲပဲကြိုးစားပြီးတော့လာစင်ကြပေးတယ်အားကြောင့်ညီကိုတို့တွေများ subscribe ပဲနှိပ်လိုက်ပါအောင်နှိပ်ပြီးလို့ရမှာလားနှိပ်ပေးပါအောင် နေလို့ရလားဆရာ ဘာလို့ရမလဲဆရာဘာတောင်းဆိုခြင်းလဲအဲ့ subscribe လုပ်ပါမယ် subscribe ပဲနှိပ်ပေးပါအောင်နော်ဆရာစောဝင်းကိုအားပေးနေတော့နှိပ်လိုက်ပါအခုပဲနော်ဘာဖြစ်လဲဆိုတော့အဲ့မနေနော်ကြိုးစားပြီးတော့လာမျှဝေပေးတယ်နော်အားကြောင့်ဆရာစောကြည့်လိုက်ဒီမှာကြည့်မိမနဲ့လည်းမနေရဘူးနော်ဒီမှာလည်းပညာနဲ့လည်းလာမျှဝေပေးနေပါတယ်နော်โอเคအားဆိုရင်တော့ညီကိုတို့တွေအတွဲပဲနော်အားကြောင့်ဝင်နှိပ်ပေးပါအောင်အော်ဆွန်လာဆိုင်ချလာအော်ဆွန်လာဆိုင်ကျေးဇူးတင်ပါတယ်အော်ဆွန်လာဆိုင်ချလာပါတူ အစွမ်းစား အဆွန်လာဆိုင်ကြပါတွေ့အဆွန်လာဆိုင်နော်ဒီမှာပလိုက်သားတွေလည်းလာမင်္ဂလာလာဘာလူမျိုးပဲဖြစ်ဖြစ်နော်ဝင်လာရင်လည်းကျွန်တော်ပြောတဲ့အကောင်လုံးခင်မယ်ဗျာဗမာလာမူလာရခိုင်လာဆောင်းလာကရလာကရင်လာအကောင်လုံးပဲလူမျိုးဘာသာမခွဲဘူးနော်အားလုံးကိုပဲရှိခင်မယ်မင်္ဂလာပါအခုနော်အားလုံးပဲမင်္ဂလာပါနော်မင်္ဂလာပါအားလုံးကိုရှိခင်ကြမယ်နော်အကြောင်းတရားနဲ့တရားဆိုင်ဘယ်မှာလဲအခုကတော့ဖတ်လို့ဆောင်ပါနော်တရားနဲ့တရားမဝေဖောင်ကြပါနဲ့ကျွန်တော်တို့တရားနဲ့တရားမျှဝေပေးတာအကောင်းဆုံးပဲเนาะโอเคเนาะအပြောအဆိုမားတာရှိရင်တော့တောင်းပန်ပါတယ်ညီကိုတို့เนาะမပီတပီနဲ့เนาะအပြောအဆိုတွေဘာတွေမားတာရှိရင်တော့ထိခိုက်မှုတွေဘာတွေပါခဲ့ရင်တော့တောင်းပန်ပါတယ်အားလုံးပဲဒီ like ကနေကြိုပြောထားမယ်ပေါ့เนาะတမျိုးတော့မထင်ပါနဲ့ပေါ့เนาะဘယ်သူကမှထိခိုက်ဖို့ရည်ရွယ်စိတ်မရှိပါဘူးပေါ့เนาะ စကပြင်းတာဝဒနာအရောက်ပါတဲ့အခုဟုတ်ကဲ့ပါနော် ဝါသနာအယောင်းပိုင်တော့ကျေးဇူးပြုပြီ subscribe နဲ့ထားပေးပါမနော် ကျေးဇူးပြုပြီ subscribe နဲ့ထားပေးပါတယ်โอเคအဲ့ဒါပဲလုပ်ပေးလို့ရမလားဗျာအိုးစီစင်းညနေဒီတန်တာနေနော်မဒူးတော့ဟာနော်โอเคနော်အဲ့ဆိုတော့ဒီမှာကြည့်မလိုက်စတာတော့စင်းထောင်းဝရဲ့ချင်မရနော်ဒီမှာကြည့်နော်ဒီမှာဒီကပိုင်ရောက်ပြီနော်ဒီမှာကြည့်ဒီမှာကီယာထိုးဘသူဆိုင်ကဲလိုက်ဗျာကီယာထိုးရခဲ့တဲ့သူတွေဒီမှာကြည့်နော်ဒီမှာတွေ့လားဒီမှာဥပမာထိုးလို့ရတဲ့ discipline ချောင်းနော်ထိုးလို့မရတော့ဘူးနော် discipline ကတော့ကီယာထိုးရင်တော့တစ်ချက်လည်းမဝင်နဲ့ချက်လည်းမဝင်တွေးစီခဲနေတော့ဒီမှာတွေ့လားတကယ်လို့မချောင်းရင်တော့ဒီလိုမျိုးထိုးရလွယ်မယ်တွေ့လားဒါတော့ကီယာထိုးတဲ့အခါနော်ဒီမှာတွေ့လားလွယ်လေးထိုးရလွယ်တယ်နော်အကြောင်းချောင်းလိုက်တော့ဒီလိုမျိုးမဝင်အကြောင်းချောင်းကျွန်တော်လောက်လိုက်မယ်ဒီမှာကြည့်တွေ့လားဒါတော့မှထိုးတော့ဝင်တဲ့ချက်ဆိုရင်ဝင်တယ်ချက်ဆိုရင်တော့မဝင်တော့ဘူးဒီလိုမျိုးပုံဆောင်တွေးရရင်တော့ discipline လာကြည့် discipline တခုနော်ရပါတယ်ဆရာsubscribe နဲ့ထားပြီးဆရာအဲ့လိုမျိုးစင်ပြပေးတာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါမင်္ဂလာပါဆရာဟုတ်ကဲ့ပါမင်္ဂလာပါနော်ဆရာ3ယောက်လုံးအားပေးနေပါတယ်โอเคကျေးဇူးတင်ပါတယ်ပေါ့နော်ဆရာစောဝင်းလည်းအားပေးတဲ့အတွက်ကြောင့်ဆရာစောချီလည်းအားပေးတဲ့အတွက်ကြောင့်ပြီးတော့ကျွန်တော်လည်းအားပေးတဲ့အတွက်ကြောင့်နော်ကျေးဇူးတင်ပါတယ်နော်အားလုံး3ယောက်လုံးအမြဲစုံပြည့်တယ်ပြီးတော့လည်းညီကိုတို့တွေအမြဲအဲ့လိုမျိုးစုံတွေးစီချင်တော့ subscribe ဝင်လိုက်ခဲ့ပေးပါအောင်နော်ဆရာမျက်နှာလေးပြပါအောင်စိတ်ထားလာလို့မျက်နှာမြင်ချင်လို့ပါအိုးရတယ်ဗျာနော်မျက်နှာလေးပြရဒါပေမဲ့ပြောထားမယ်နော်ရုပ်ဆိုးတယ်နော်ဒီမှာကြည့်ဒီမှာကြည့်စရာဒီမှာနော်โอเคနော်တွေ့ရင်တော့ခေါ်နော်လောင်းမှကြောက်တွေ့တဲ့အခါကျရင်တော့ခေါ်နော်မခေါ်ရင်တော့ကျွန်တော်ဘာဖြစ်လဲမခေါ်ရင်တော့တငယ်ချင်းဆရာအားပေးတယ်โอเคကျေးဇူးတင်ပါဒီမှာနော်တွေ့လို့ရတယ်နော်ကျွန်တော်ပြောတဲ့တွေ့မကြည့်ဘူးပါမနလည်းမကြည့်ဘူးအားကြောင့်ညီကိုတို့တွေများအားလုံးအတွဲတသလောက်ကျွန်တော်လာမျှဝေပေးမယ် subscribe ပဲနှိပ်ခဲ့ပေးပါအောင်နော်ရောကတော့မချောဘူးဒါပေမဲ့စိတ်ကတော့ကောင်းတာလည်းမပြောဘူးဒါပေမဲ့စိတ်ကတော့မပုတ်ဘူးပေါ့နော်အားကြောင့်အားလုံးအတွက်ကျွန်တော်တာရှိတာပေါ့ရှိတာပညာပဲရှိတယ်အားကြောင့်တာနိုင်သလားတော့မျှဝေပေးမယ်ပေါ့နော်ပတ်ဆောင်နဲ့ပေးရင်တော့လည်းကျွန်တော်တို့အတွက်မနိုင်ဘူးအားကြောင့်ကျွန်တော်ရှိတာတော့ပညာပဲရှိတယ်အဲ့ဒီအတပညာနည်းနည်းပါးကိုလာမျှဝေပေးမယ်ညီကိုတို့တွေအတွက်အကျိုးရအောင်နော်အားကြောင့်အပြောအဆိုမားတာခဲ့ရင်တော့ဒီကနေပဲတောင်းပန်ပါတယ်ဗျာဘသူကမှထိခိုက်ပြီးတော့ရည်ရွယ်စိတ်မရှိပါဘူးပေါ့နော်အားကြောင့်စေတနာတည်တော့စေတနာပဲလာမျှဝေပေးပါတယ်ပေါ့နော်မျက်နှာပြလို့ရဲပါတယ်ဗျာဟုတ်ကျွန်တော်တို့အလွယ်တွေပါတယ်ဘာမှမရှိပါဘူးနော်အားကြောင့်ကျွန်တော်တွေပါတယ်လောင်းတွေပါတယ်ကြော်တွေးခဲ့တဲ့အခါကျရင်ခေါ်လို့ရတယ်နော်မြန်မာပြည်မှာပြန်ရတဲ့အခါကျတော့ကျွန်တော်ဖတ်အောင်မှနေတယ်နော်ဖတ်အောင်မှရောက်လာခဲ့ရင်တော့ကျွန်တော်တို့စီမံလာလို့ရတယ်
ဆရာစောရှိလဲ ပေါင်းမှာ ဖအောင်ပါပဲကျွန်တော်လည်းဖအောင်ပါပဲဒီတော့ဆရာစောဝင်လဲကရင်ပြည်နယ်ကောကလိုက်မှာနော်ဖအောင်နဲ့ဖိုက်မဝေးဘူးပေါ့နော်အကြောင်းလာတွေးစော်လို့ရပါတယ်ပေါ့နော်ပညာတွေအတူတူလာလေးလာကြရအောင်โอเคနော်ရပြီနော်မင်းနာလေးတွေးချင်လဲရပါတယ်ပေါ့နော်ကျွန်တော်တို့ကတော့ကျေးဇူးတင်ပါတယ်ဆရာဆရာအမြဲတမ်းအားပေးပါတယ်ချက်လားโอเคချက်ခေါ်လို့ဆိုင်ကူရတယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ်โอเคနော်ဒီမှာနော်ကီယာထိုးတဲ့ချက်မရနဲ့ချက်မရဖိနေတဲ့ညီကိုတွေများဒီမှာလာကြည့်နော်ဝင်ကြည့် Facebook ထဲမှာဆိုရင်တော့ချယ်ပေးပါတရားတစ်ချက်နော်ဒီမှာကီယာတစ်ချက်ထိုးလဲမဝင်တစ်ချက်ထိုးလဲမဝင်သုံးချက်ထိုးလဲမဝင်တွေးဖူးတဲ့ညီကိုတွေများ discipline ကိုလာကြည့်နော် discipline လာကြည့် discipline တကူကတော့ဥပမာဆိုင်ကတဲ့စီကိုစီဝါတဲ့အခါကျရင်တော့အလိုလိုပဲကီယာနိတော်လေးမှာပြောင်းသွားတယ်ရောက်သွားနေခဲ့ရင်တော့ discipline တကူကိုလာလဲလိုက်ပါနော်ဒီထောက်နေတဲ့ discipline တကူတွေးရလားမသိဗျာဒီမှာထောက်ထားပေးတယ်တွေ့လားဒီမှာတွေ့လားထောက်ထားပေးဘာကြောင့်ထောက်ရတယ်လဲဆိုတော့ကျွန်တော်ပြောတယ်ဥပမာကီယာတိထိုးလိုက်မယ်ဗျာအဲ့ဒီတိကိုဒီတိမှာပဲနေဖို့အတွက်သူထောက်ထားရမယ်တွေ့လားအကြောင်းသူမထောက်ထားပေးရင်တော့သူထောက်ထားပေးလို့မနိုင်တော့ကီယာကတော့အလိုလိုပြောင်းသွားမယ်နော်အလိုလိုပဲဥမာကီယာတိစီဝါဆိုတော့ဟိုနေ့မှာရောက်သွားမယ်ဟိုသုံးမှာရောက်သွားမယ်ဆိုတော့အွန်တရမဖြစ်ဘူးလားမဖြစ်ဘူးလားဆရာတို့ ဖြစ်လာတယ် အွန်တရဖြစ်တယ်နော်အားကြောင့်အွန်တရဖြစ်တာတယ်နော်ညီကိုတို့တွေများအားလို့အတွက်အွန်တရတွေမဖြစ်ရအောင်ဒီကနေပဲတရားနဲ့တရားသတိလာပေးတယ်ပေါ့နော်အားကြောင့်ညီကိုတို့တွေများအားလို့အတွက်ဒီကနေပဲသေချာကြည့်ထားလိုက်ပြီးတော့ကီယာထိုးလို့ရတယ်ဗျာကီယာထိုးလိုက်တာနဲ့ပြောင်းမတဲတော့ဘူးဒီအော်ကားဆပ်လင်ကြည့်နော်ထိုးရင်တော့ပြောင်းမတဲတဲ့ပြဿနာဒီမှာကြည့်ဆရာဟိုလီအောင်ပြပေးအားလို့အတွက်ကျွန်တော်ထောက်ပြပေးမယ်အားလို့အတွက်ပညာရဖို့ထောက်ပြပေးမယ်ညီကိုတို့တွေစိတ်စီလေးနဲ့စောင့်ကြည့်ပေးပါဦးဘို့လို့ဘုံပြီးနေတယ်စိတ်စီလေးစောင့်ကြည့်ပေးပါဦး subscribe လေးနဲ့ဝင်လိုက်ခဲ့ပေးပါဦးနော်ဝင်လိုက်လိုက်ပါအခုပဲကျွန်တော်စေတနာနဲ့ထောက်ပြပေးမယ်ကျွန်တော်တောင်းဆိုချင်တာတစ်ချက်ပဲ subscribe ပဲဝင်လိုက်ပါဦးနော်အားလို့အတွက်အကျိုးရရှိသွားအောင်အဲ့ဒီတစ်ချက်ပဲတောင်းဆိုရကျွန်တော်ထောက်ပြမယ်အကောက်လုံးပဲနော်အားလို့အတွက်တွေးရအောင်နော်ဆရာကျေးဇူးပါဗျာဆရာမြင်ရတာဆရာမြင်ဆရာကြားဆရာသက်စေကြောင်းမှာပါစေโอเคပေးတဲ့စုနဲ့ပြီးပါစေเนาะညီလေထုံမင်းစော်ပေါ့เนาะပေးတဲ့စုနဲ့အောင်မြင်ပါစေပြီးတော့လည်းညီလေးလည်းအဆဆအရာရာဘာပဲလောက်အောင်မြင်ပါစေเนาะဘာအလောက်အကင်ပဲလောက်ဆိုရင်တော့အောင်မြင်တိုးတက်ကြီးပွားနိုင်ပါစေညီလေးเนาะပြီးတော့လည်းရိုသားနဲ့လောက်ပါเนาะညီကိုတို့အားလုံးเนาะโอเคเนาะဒီဟိုလီအောင်เนาะဒီဟိုလီအောင်ကီးနဲ့ကျွန်တော်တို့အဲ့ဒီအတိုင်းကိုထောက်မယ်ဒီလိုမျိုးတွေ့လားပါတမဆောက်ထုတ်ပြမယ်เนาะဒီမှာသေချာကြည့်เนาะလဲနဲ့အဲ့လိုမျိုးဖိလိုက်ပြီးတော့ဒီမှာထုတ်ဒီမှာထုတ်ပြီးတော့ဒီမျိုးဒီအတိုင်းလေးနဲ့ထုတ်မယ်เนาะဒီမှာနီးစနီးကြနဲ့ထုတ်ပြနေပေးနေပါတယ်เนาะညီကိုတို့เนาะနီးစနီးမင်္ဂလာပါညီလေးကြိုပယူဒီယို channel เนาะဒီမှာအဲ့လိုမျိုးထုတ်လိုက်ပါเนาะအဲ့လိုမျိုးထုတ်စိတ်စီလေးနဲ့အစောအထိစောင့်ကြည့်ပေးပါဦးเนาะဒီမျိုးထုတ်เนาะထုတ်တွေ့လားဒီမှာဒီမှာရပြီတကူခုနာကကျွန်တော်တို့ကီယာထိုးတာအလိုလိုပြောင်းသွားတဲ့ဟာကိုဒီကောင်ဂျိုးလို့ဟောဒီကောင်ဂျိုးရင် discipline ဂျိုးရင်တော့ကျွန်တော်တို့ဘာလောက်ရမလဲဆိုတော့ discipline အတိထောက်လဲရမယ် original ပဲလဲနော်ဒီကောင်ကတော့ဂျိုးလွယ်တယ်နော်တော်များများခဏပဲကျွန်တော်ကြောက်တွေ့နေရတဲ့ discipline ဂျိုးတာနော်အကြောင်းရင်ကိုတို့တွေမှာပေဂျိုးစေချင်တော့အဲ့ဒီ discipline ကို original ပဲထည့်ပေးလိုက်ပါဦးနော်အားလုံးကိုတတိလာပေးစေချင်တယ်နော်ဒီကောင်နော်အကြောင်းဆိုင်ကယ်စီးတာတွေးကြုံရင်တော့ဒီမှာလာကြည့်နော်ဒီမှာကိုလာလဲပြီးတော့နောက်တစ်ခုဒီမှာကြည့်ဒီအကောင်နော်ခုနကျွန်တော်ပြောတဲ့ကီယာထိုးတာတစ်ချက်လည်းမဝင်နဲ့ချက်လည်းမဝင်သုံးချက်တစ်ချက်ဝင်နေဆိုတော့ discipline ကိုထောက်ပြီးတော့ဗာလောက်ရမလဲဆရာထောက်ပြီးတော့လဲရမယ်ဟုတ်လဲရမယ်အဲ့လိုမျိုးဒီမှာကြည့်ဆွဲထုတ်မယ်ဆွဲထုတ်မယ်ဒီမှာအဲ့လိုမျိုးလောက်လိုက်ပါဘယ်ညာလောက်ဆွဲထုတ်နော်ဒီမှာနီးစနီးကြလေးနော်ဘာမှမရိုက်နဲ့နော်ရိုက်စရာမလိုနော်ဒီမှာအဲ့လိုမျိုးဆွဲထုတ်ရပြီနော်ဒီမှာတွေ့လားတစ်ချက်ထူလဲမဝင်နဲ့ချက်ထူလဲမဝင်ဆိုတော့ဒီမှာပဲเนาะ discipline ကိုတကူကိုလာထုတ်ပြီးတော့လဲလိုက်ပါเนาะလဲဖို့မလိုဘူးလားဆရာလဲမယ်ပြီးတော့ကီယာထိုးလို့ရတဲ့ပြောင်းမတက်လာဘူးဆိုတော့ discipline အကြီးတကူဒီမှာထုတ်ပြမယ်ဗျာเนาะဒီမှာเนาะဒီမှာနီးစနီးကြအဲ့လိုမျိုးထုတ်မယ်ဒီမှာတွေ့လား discipline ကတော့ကြီးတယ်เนาะတွေ့တာကြီးပေမဲ့လည်းဂျိုးတာလွယ်ရတော့မကြိုးတိုင်းမဲ့တော်များချောင်းလာတယ်เนาะပြော့လာတယ်ပေါ့ဗျာပြော့လာရင်တော့ကျွန်တော်ပြောတဲ့ကီယာထိုးတာပြောင်းမတဲ့ကီယာချောင်းပြောင်းမတဲ့လာရင်တော့ discipline ကိုလာကြည့်ဖို့မလိုဘူးလားဆရာလာလိုတယ်เนาะပြီးတော့ကီယာထိုးရခဲတာတွေဆိုရင်တော့နောက်တစ်ချက်ကတော့ဒီကီယာချောင်းကောက်တာလားကြည့်ကောက်ရင်တော့ကျွန်တော်တို့လဲရမယ်เนาะကောက်ရင်တော့ထုတ်လဲရမယ်เนาะကောက်လို့မရဘူးเนาะညီကိုတို့เนาะအကြောင်းကီယာချောင်းတွေပါတယ်ကောက်ရင်တော့ဒီကနေပဲလာလဲเนาะခွဲပြီးတော့လဲလို့ရတယ်เนาะအစုံလိုက်ကျွန်တော်တို့ဝယ်ဆရာမလို့เนาะကောက်ကြစေးနဲအောင်เนาะကောက်ကြစေးမှများအောင်ဒီမှာเนาะ
အစုံလိုက်လဲဆရာမျိုးဒီမျိုးပဲခွဲပြီးတော့ထုတ်နော်โอเคနော်ထုတ်တလာဗျနော်ထုတ်တလာရင်တို့ထုတ်တိုင်းတော့နောက်ပိုင်းဆက်မယ်အားကြောင့်ဆိုင်ကအဟောင်းဘိုက်ဒီကျေပွင့်လေးတွေကိုပြဿနာပြပေးမယ်နော်နည်းsubscribe နိုင်ပြီးနိုင်လိုက်ပြီး okay ကျေးဇူးတင်ပါတယ်ပေါ့နော် subscribe နိုင်ပြီးဆိုရင်တော့ကျေးဇူးတင်ပါတယ်တကယ်လို့မနိုင်ရသေးရင်တော့အခုပဲ YouTube ထဲမှာဝင်နိုင်လိုက်ပါဦးအကြောက်130ကျော်ပြီးတော့ဒီကျေပွင့်အပိုင်းလာမယ်ပြဿနာအများကြီးရှိတဲ့ဒီအပိုင်းကိုတတိထားရအောင်ယူလို့ဒီကျေပွင့်ပြီးတော့ပြီးတော့ line စိန်တော့မယ်အားကြောင့်မစိန်လေးကူအခုအရေးကြီးတဲ့အချက်အရင်လာမယ်နော် subscribe ဝင်နိုင်လိုက်ပါဦးအခုပဲဝင်နိုင်လိုက်ပါနော်စောင့်မယ်ပြီးတော့လာမယ်နော်အခုပဲဝင်နိုင်လိုက်ပါအဲ့နှစ်ပွင့်တော့ရတောင်းလိုက် Còn lại vậy. တောင်းလိုက်စောက်တဲ့အချောင်းတောင်းလိုက် Rồi bắt đi đi. နော် okay နော်ဒီမှာအခုဝင်နိုင်လိုက်ပါဦးနော်ဝင်နိုင်လိုက်ပါဦးပြီးတော့လာမယ် Còn lại. Còn lại Ồ. Ồ đấy. ဟုတ်လားနော်ဝင်နိုင်လိုက်ပါဦးနော်စောင့်မယ်နော်ပြီးတော့ဒီမှာလာကြည့်ဆရာစောဝင်နေဒီမှာနော်မနာရဘူးနော်ဟိုခိုင်းဒီခိုင်းရသေးတယ်အားကြောင့်ယူလို့တဲ့အတွက် subscribe နိုင်ခဲ့ပေးပါဦးခဏဒီမှာဒီအချောင်းနဲ့တော်ရမယ်နော်အားဆိုရင်တော့ဒီမှာနားလေရအောင်နော် okay နော်အေးဒီမှာကျွန်တော်တို့ဖြောက်ရင်တော့ဒီအတိုင်ကိုနံပါတ်30နဲ့ကျွန်တော်တို့အဲ့လိုမျိုးဖြောက်မယ်ဒီမှာတွေ့လားဖြောက်မယ်နော်ဖြောက်တဲ့အခါကျရင်တော့ဒီမှာတွေ့လားအဲ့ဒီကလောက်ကိုဖြောက်မယ်အဲ့လိုမျိုးနီးစနီးကြနော်ဒီကျယ်ပွင့်ရပိုင်းပြီးတော့မယ်နော်အားကြောင့်မနဲ့ပြောင်ဒီ engine ကိုခွဲမယ်နော်ဒီ engine ခွဲမယ်ဆိုတော့အထဲမှာအသေးစိတ်တွေအများကြီးရှိတယ်အထဲမှာအသေးစိတ်တွေအများကြီးရှိတဲ့အတွက်ကြောင့်အသေးစိတ်ကီယာပိုင်း client ပိုင်းဘောတွေအဆောင်ထွဲတာဒီမှာတွေ့လားအဆောင်ထွဲရတယ်အဲ့ဒီအပိုင်းတွေကိုဘာတွေနဲ့သဲဆိုင်တာလဲဆိုတော့မနဲ့ပြောင်တွေးစုံမယ် subscribe အခုပဲဝင်လိုက်ပါမနဲ့ရသေးတော့ဝင်လိုက်ပါဦးနော်အခုပဲနော်ပေးတဲ့စုနဲ့ပြပါစေဗျာဆရာနောက်ဆက်ခိသွားရင်ပြည်သာခွင့်ပါလေးလဲမြဲတောင်းအားပေးနေပါတယ်โอเคကျေးဇူးတင်ပါတယ်နော်ညီလေးလဲအောင်မြင်ပါစေနော်ထုံမင်းစော်ညီလေးနော်မနေ့ပြောင်ပေးအချိန်လဲကိုမနေ့ပြောင်ခုံနိုင်အချိန်လာတွေးစုံမယ်ဒီမှာတွေ့လားဘာပြဿနာလဲနော်ကျင်းတွေမထိရအောင်ပြီးတော့လဲပတ်ဆောင်အများကြီးမကုန်ရအောင်အဲ့ဒီ doing by ပုံပြောင်းပဲဖိန်လုံးတွေလော်ဘာကိုင်းတွေနိုင်တွေဒီမှာလာနော်ဒီမှာဝင်လာအားလုံးတော့ဘသူစီးနေလဲတော်များလူအိုတွေစီးတဲ့ကိုအဖေအမေတွေစီးတဲ့ဆိုင်ကယ်ပေါ့နော်โอเคနော်ဒီမှာလာကြည့်ပါနော်ထောက်ရင်တော့ဒီအပိုင်းကိုအရင်ထောက်မယ်ပေါ့နော်ပြီးတော့မနေ့ပြန်ပဲအချိန်လဲခုံနိုင်ကြီးနော်မြန်မာပြည်အချိန်ဆိုရင်တော့6နိုင်ခွဲလောက်နော်မလာနဲ့ကပါနော်ဘာလို့လဲ6နိုင်ခွဲအချိန်လောက်နော်6နိုင်ခွဲအချိန်လောက်လာတွေ့ဆုံမယ်အားကြောင့်ဝင်လိုက် subscribe ဝင်လိုက်နော်ဝင်လိုက်ထားလိုက်မနဲ့ရသေးတော့နော်ဆရာစင်ပြပေးတဲ့အကြောင်းကျေးဇူးတင်ပါတယ် okay ဒီမှာကြည့်နော်ကျွန်တော်တို့ကျယ်ပွင့်လေးကိုထုတ်မယ်ထုတ်ရင်တော့တွေ့လားဒီမှာနည်းနည်းကောက်တယ်တွေ့လားကောက်တဲ့ဘက်ကိုဘာလဲဆရာကောက်တဲ့နေရာကဘာလဲ Kia wa nó. Kia wa မဟုတ်တော့ fee နော် Kia လူနော် Kia lu. okay နော်အဲ့လိုမျိုးထားပေးလိုက်ပါမှာပြောင်းအောင်ကောင်းထားရမယ်နော်ပြီးတော့ဒီမှာတွေ့လားဒီကချောင်းကိုကျွန်တော်ပြောတယ်နော်ကောင်းထောက်ရမယ်နော်အထဲမှာပျောက်ကြဝိုင်းတော့ဥပမာဒီကပိုင်ပဲကင်မယ်ဒီကပိုင်ပဲပြင်မယ်ဆိုတော့အထဲမှာပျောက်ကြဝိုင်းတော့ကျွန်တော်တို့ထောက်လို့မရတော့ဘူး engine ခွဲရမယ်နော်ဘာဖြစ်လို့ engine ခွဲရတာလဲဆိုတော့ engine ဝင်နဲ့ကနေတယ်လေဘာပဲလို့သူမထွဲဘူး okay လားအဲ့ဆိုရင်တော့တတိပြုတ်နော်ကောင်းလေးထောက်အဲ့လိုမျိုးကိုလက်နဲ့ထောက်ရင်တော့ကျွန်တော်ပြောတယ်ဒီမှာတွေ့လားဘာတွေကိုတွေလက်တွေဘာတွေလက်တွေဘာတွေတောင်းနေပါရင်တော့အထဲမှာပျောက်သွားနိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဘာနဲ့သုံးမလဲဆရာ Còn lại. တောင်းလိုက်ချောင်းလေးနဲ့သုံးမယ်โอเคနော်โอเคတောင်းလိုက်ချောင်းနဲ့ဒီမှာနော်ဒီကပေါ်မှာတောင်းလိုက်ရှိတယ်အဲ့လိုမျိုးထုံးမယ်တွေ့လားရပြီနော်တခုနော်ရပြီနော်အကြောင်းဒီလိုမျိုးတောင်းလိုက်ချောင်းလေးနဲ့ထုံးမယ်တခုရပြီနော်ကောင်းထားလိုက်ပါပြီးတော့နောက်တခုဒီမှာရပြီနော်ထားလိုက်အောင်နော်အဲ့လိုမျိုးပြီးတော့နောက်တခုထုံးမယ်ရပြီနော်အဲ့လိုမျိုးတဖြည်းဖြည်းချင်းစီထောက်ရမယ်ဒီမှာတွေ့လားရပြီနော်အဲ့လိုမျိုးပြီးတော့နောက်တခုဒီမှာတွေ့လားပြီးတော့အသေးနှစ်ခုကြောင်သေးတယ်ဒီမှာကြည့်နော်ဒီမှာတွေ့ရသေးလေးပဲနော်ပြောင်းရင်တော့လိုက်စာရတာမလွယ်ဘူးနော်ဒီကောင်နော်ကျွန်တော်ပြောမယ်တတိပြုနော်ပညာရပါတယ်ဆရာဟုတ်ကဲ့ပါစောဖာလင်းစစ်ပေါ့နော်ကျေးဇူးတင်ပါတယ်နော်ညီလေးပညာရရင်တော့လေကျွန်တော်တို့လည်းအဲ့လိုမျိုးကြားရတာလဲစိတ်လဲပျော်ပါတယ်ပေါ့နော်အားကြောင့်ညီကိုတို့တွေများတော်များအောင်မြင်ကြလို့တဲ့စိတ်ချမ်းသာပါတယ်နော်အားကြောင့်ညီကိုတို့များအားလုံး subscribe နှိပ်ပြီးလဲအတွက်ကြောင့်လဲကျေးဇူးတင်ပါတယ်ပေါ့နော်ဘာကူမှတောင်းဆိုတာမရှိတော့အဲ့ဒီ subscribe ပဲတောင်းဆိုနှိပ်ပေးပါအဲ့ဒီတစ်ချက်ပဲတောင်းဆိုတာနော်အကြောင်းလောက်ပေးနိုင်ပေးတဲ့အတွက်လောက်နိုင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ပေါ့နော်ညီကိုတို့အားလုံးပဲပေါ့နော်စိုက်ကိုလေးစားရတဲ့ဆရာပါဗျာတပြားမှမတောင်းပဲနဲ့အစားကနေအစုံစင်ပြပေးတဲ့အတွက်ဆရာအမြင်လေးစားရပါတယ်
ကျေးဇူးတင်ပါတယ်ညီလေးနော်သူရဟိနော်အောင်မြင်ပါစေညီလေးနော်အခုလိုမျိုးဝင်ကြည့်ရတာအများအားလုံးလဲပညာလေးတွေရကြပါစေလို့ကျွန်တော်တောင်းစုတောင်းပေးပါတယ်ပေါ့နော်ဒီမှာတွေ့လားအသေးနှစ်ခုရှိတယ်နော်အားကြောင့်စုပေါင်းပဲနှစ်ခုရှိလဲဒီမှာကြည့်ဒီမှာနော်စုပေါင်းပဲနှစ်ခုရှိလဲဆရာဆိုချီ ငါခု ဒီမှာအတူ၄ခုဟုတ်လားဆရာအတူ၅ခုမရှိရဘူးလားဆရာဆိုကြည့်ဟမ်ဒီလိုပြောလားအကြီးနော်အကြီးကတော့ဘယ်နှခုရှိရတယ်လဲ အချင်း ၅ခုမရှိရဘူးလား အချင်း၅ခု ပြောင်းသွားမယ်နော်ဒီမှာတွေ့လား အတူနှစ်ခု ဒီမှာပြောင်းဝိုင်းတော့ကျွန်တော်ပြောတယ်ပြောင်းလွယ်တယ်ဒီကောင်နော်ပြောင်းလွယ်တယ်ဘယ်ရောက်ရလဲမသိဘူးနာဘယ်ရောက်လဲဆရာနော်ပြောင်းလွယ်တယ်နော်အကြောင်းတတိပြုနော်ဆရာတို့နော်တတိပြုနော်ဒီမှာတွေ့လားဒီမှာနော်အကြီးကတော့၅ခုရှိတယ်အသေးကတော့2ခုရှိတယ်နော်ပြောင်းရင်တော့ကျွန်တော်ပြောရင်ဒီကောင်ကတော့လိုက်စားလို့မလွယ်ဘူးပြီးတော့အတူတစ်ခုရှိတယ်တွေ့လားဒီအတူသူများနဲ့မတူလို့တူနေတယ်အကြီးတစ်ခုအတူတွေ့လားအဲ့ဒီအတူကိုအကိုပဲမနေလဲအခုထိုင်းနိုင်ငံဖက်လောင်ဆောင်မှာနော်ဒီအတူတစ်ခုကိုထဲမိုင်းတော့ထုတ်လို့မရလို့ဒီမှာကြည့်ဒီမှာတွေ့လားဥပမာထဲမှာသွားတယ်ဒီမှာတွေ့လားအထဲမှာဝင်လိုက်ပြီးသွားပြီးဘယ်လိုမျိုးထုတ်ရတော့မလဲပလာယာနဲ့သုံးမလားဒီမှာကြည့်ပလာယာနဲ့ဘယ်တော့မှဆွဲထုတ်လို့မရတော့ဘူးနော်ဒီမှာကြည့်ပလာယာနဲ့လည်းသုံးလို့မရတော့ဘူးအားကြောင့်ကျွန်တော်ပြောတယ်တတိထားအဟောင်းတွေကတော့တော်တော်များများပဲထဲမှာတာထုတ်လို့မရတော့ဘူးပြီးတော့လည်းဟိုဘက်မှာလဲနေပြီမဲ့မထွက်ဘူးအင်ဂျင်ဝိုင်းနဲ့ကနေတယ်လေအားကြောင့်မထွက်ဘူးအားကြောင့်တတိပြရမှာတော့ကျွန်တော်တို့အဲ့ဒီတောင်လိုက်ချောင်းလေးနဲ့ကျွန်တော်တို့ထုတ်ရမယ်နော်ဒီတောင်လိုက်ချောင်းလေးနဲ့အဲ့လိုမျိုးဆွဲထုတ်နော်ဒါတော့ရမယ်နော်โอเคလားဒါကြောင့်ဒီလိုမျိုးပြောတာပါတွေ့လဲဆိုတော့ကျွန်တော်တို့ထဲတဲ့အခါကျရင်အဲ့ဒီအတူတစ်ခုကိုနောက်ဆုံးမှထဲရမယ်နော်အတူတစ်ခုကိုနောက်ဆုံးထဲတော့အစီကိုအရင်ထဲလိုက်အဟောင်းဘိုက်တွေဆိုရင်တော့အတူရှိမယ်အတိဘိုက်ဆိုရင်အတူရှိသေးလားဆရာတို့ အသိပဲတူမရှိဘူးနော် အတိဘိုက်ဆိုရင်တော့အတူမရှိတော့ဘူးနော်အတိဘိုက်ဆိုရင်တော့အတူမရှိတော့ဘူးနော်အဟောင်းဘိုက်ပဲအတူရှိတော့တယ်နော်အဲ့ဆိုရင်တော့အတူရှိတော့တတိပြုပါရင်ကိုလို့နော်ထဲလိုက်မလောက်ရဘူးနော်ထဲမှာဝိုင်းတော့ကျွန်တော်တတိထားဖို့မလိုဘူးလားဆရာတို့ လိုတယ် နော်အကြောင်းဒီဘိုက်တို့တွေတော်တော်များများထဲမှာကြတာများနေထုတ်လို့မရတော့တတိပြုနော်အကြောင်းရင်ကိုတို့တွေများအတွက်အားလုံးမနဲ့ဖြောင်းဒီအပိုင်းတို့တွေတေချာနားလည်ပြီးလားဗျဒီနေ့ဘာတွေမေးချင်တာရှိသေးတာလဲဒီအပိုင်းတို့တွေကိုဒီမှာတွေ့လားအဲ့လိုမျိုးခါတာတွေကီယာအတောင်ထွဲတာတွေနော်အားလုံးနော်မနဲ့ဖြောင်းလာမျှဝေလာတင်ပေးမယ် subscribe အခုပဲဝင်နေလိုက်ပါဦးတရားတစ်ချက်နော်မနေ့ပြန်လာတွေ့ဆုံမယ်ဒီကီယာအဲမှာခွဲမယ် engine ခွဲမယ်နော်အားကြောင့်ဆိုင်ကယ် engine ခွဲတာစေခြင်းတဲ့ရင်ကိုတွေများမနေ့ပြန်တွေ့ဆုံမယ်6နိုင်ခွဲ9နိုင်အချိန်လောက်လာတွေ့ဆုံရအောင် subscribe မနှိပ်ထားဘူးဆိုရင်တော့အတိမပေးဘူးစာလုံးမတွေ့တော့ဘူးနော်အားကြောင့်အခုပဲဝင်နေလိုက်ပါမနေ့ပြန်တွေ့ဆုံရအောင်မနေ့ပြန်ကျွန်တော်လိုက်လွှင့်တဲ့အခါတွေ့ရအောင်နော် subscribe ဝင်နေလိုက်ပါအခုပဲပြီးတော့ကျွန်တော်တင်ထားတဲ့ဗီဒီယိုအပေါက်600ကျော်ရှိတဲ့တကယ်လို့ညီကိုတွေဝါသနာပိုင်တော့ဝင်လေးလာကြည့်လိုက်နော်အားလုံးပဲပညာရသွားပါစေဝင်လေးလာကြည့်လိုက်ဝင်ပြီးတော့ဘာလို့ရမလဲဆိုတော့ကျွန်တော်ပြောတဲ့အတိုင်းပဲ subscribe ပဲဝင်နေလိုက်ပါဦးနော်ညီကိုတို့ရဲ့အတွက်ပြင်တာမှသိချတယ်နော် okay ဒီပိုင်ကတော့ L လောက်ပဲပေါ့နော်ညီကိုတို့နော် L လောက်ပဲနော်ဒီအပိုင်ကတော့ဆိုင်ကယ်ကီယာထိုးရမရတာတွေနော်ဆိုင်ကယ်ကီယာထိုးရခဲတာတွေဆိုင်ကယ်ကီယာလိုပြောင်းတာတွေဆိုင်ကယ်ရောအားမရှိတဲ့အပိုင်းတွေကိုဒီနေ့ကတော့ပြီးသွားပါပြီအဲလောက်ပါပဲရှိတယ်များနေပြီအဲလောက်လည်းပြောရတော့နော်အကြောင်းနီးစနီးကြလဲအဲ့လိုမျိုးစင်ပြခွင့်ပေးရတာလဲကျေးဇူးတင်ပါတယ်အကြောင်းညီကိုတို့တွေဝင်ကြည့်အားပေးတဲ့အတွက်အဲ့လိုမျိုးလဲကျေးဇူးအယောင်းတင်ပါတယ်တရားချင်းစီဘသူတွေပါတာလဲနာမည်တွေပါတွေခေါ်တာမှာပါခဲ့ရင်တော့လဲတောင်းမှပါတယ်ပေါ့နော်ရေးလာတာမှညာလို့နော်နာမည်တွေပါတွေခေါ်တာမှာပါခဲ့ရင်တော့လဲနားနေပါတယ်နော်ကျေးဇူးပါโอเคအဲ့ဆိုရင်တော့အားလုံး line မစင်တဲ့ခင်တရားနဲ့တရားမိတ်ဆက်ကြရအောင်ပေါ့နော်ဒီမှာကြည့်ဒီနေ့ကတော့ကျွန်တော်စောင်းနေပဲပေါ့နော်အားကြောင့်မနေ့ဖြောင်း engine ခွဲနေလေးလာပြမျှဝေပေးမယ် subscribe ဝင်လိုက်ခဲ့ပေးပါအောင်နော်အခုနော် subscribe နေပေးပါဦးနော် subscribe engine ခွဲတားစေခြင်းတဲ့ရင်ကိုတွေများအဟောင်းပဲ with တရားတွင်ပဲလို့တွေကိုတရားတစ်ချက်subscribe ဝင်လိုက်ပါမျှဝေပေးမယ်နော်ကျွန်တော်လည်းဒီမှာနော်အပြောအဆိုမားခဲ့ရင်ပေါ့အမားတွေပါခဲ့ရင်တော့လေဒီကနေပဲတောင်းဆိုခြင်းပါတယ်ပေါ့နော်အားလုံးကိုပဲနားလည်ပြီးပါနော်ဘသူကမှတိခိုက်ဖို့ရည်ရွယ်စိတ်မရှိပါဘူးနော်ဘူဒူတာအနေနဲ့ပဲနော်အကြောင်းကျွန်တော်ကတော့ပြောတာအဲ့လိုမျိုးလိုက်ပြောတာမဟုတ်တော့ဒါတော့ကျွန်တော်လက်တွေ့ကျွန်တော်လက်တွေ့အတွေ့အကြုံနဲ့လာမျှဝေပေးတယ်နော်ကျွန်တော်ကတော့အသက်ကငယ်ငယ်လေးပဲဟုတ်ကဲ့ပါအသက်ကတော့မကြီးသေးဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ဆိုင်ကယ်ပြင်တာတော့ဟိုးငယ်ငယ်တော့ကကျွန်တော်အဖေကတော့ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားပါတယ်မြန်မာပြည်မှာနော်ဖောက်အောင်ဘက်မှာနော်အဲကြောင့်ကျွန်တော်အတွေ့အကြုံရှိတယ်ဆရာကြီးတော့မဟုတ်ဘူးပေါ့နော်အတွေ့အကြုံရှိခဲ့လို့မျှဝေပေးစီချင်တာပဲနော်
အကြောင်းကျွန်တော်အဖေနဲ့နေတာလဲများပြီးတော့ထိုင်းနိုင်ငံမှာနေတာတော့ထိုင်းကျောင်းတွေဆိုင်ကယ်တင်ကျောင်းတွေတဲနေတယ်ပြီးတော့လဲဆိုင်ကယ်ဆိုင်မာတွေလဲနေတာကြာနေပါပြီเนาะအနည်းတွေလဲများတဲ့ဆရာကြီးမဟုတ်ပေမဲ့လဲအတွေ့အကြုံရှိတဲ့အတွက်ကြောင့်ရှိသလားမျှဝေပေးပါမယ်ပေါ့နော်လေးစားပါတယ်โอเคပါဗျာเนาะသက်ကြီးရွယ်ကိုအားလုံးပဲလူမျိုးဘာသာမခွဲခြားဘူးပေါ့နော်အကူရောညီလေးရောအမရောညီမရောအားလုံးပဲဝါသနာပါတဲ့သူတွေများကျေးဇူးအပေးတဲ့ကျေးဇူးတင်ပါတယ်เนาะမနေ့ပြန်လာတွေ့ဆုံမယ်เนาะ subscribe ဝင်လိုက်ပေးပါเนาะအားလုံးเนาะ ပေးပါနော်အားလုံးမျိုး ဒီမှာတော့ရောက်လို့เนาะဆရာစော်ဝင်းเนาะဘယ်နေရာမှာလဲဆရာ ကိုကလေး ကောကလိုက်เนาะကရင်ပြည်နယ်ကောကလိုက်မှာเนาะလာရောက်ရင်เนาะဆရာစော်ဝင်းနဲ့လာတွေ့ဆုံလို့ရတယ်เนาะဆရာစော်ချီရောပဲမှာလဲဆရာ ဘာမှပေးမှာနော် ဖအောင်မှာเนาะဖအောင်မှာလာရောက်ရင်တော့လာတွေ့ဆုံလို့ရတယ်ပြီးတော့ကျွန်တော်စောကြပေါ့เนาะဖအောင်မှာပဲနေတယ်เนาะလာရောက်ခဲ့ရင်တော့ကျွန်တော်တို့ကိုတွေ့နေတော့ခေါ်လို့ရတယ်เนาะတွေးမကြည့်ပါဘူးเนาะโอเคအားလုံးကျေးဇူးတင်ပါတယ်เนาะကျေးဇူးအားပေးတဲ့အတွက် bye bye နောက်ဆုံးအနေနဲ့ပါတောင်းဆိုခြင်းလဲဆရာတို့ ခါစခလာ subscribe เนาะခေါင်းလောင်းနှိပ်ပေးပါဦးเนาะဆရာစောချီရော တိတ်ပုတ်တက်ပါဆိုရင်တော့ခြေပေးပါပေါ့နော် YouTube ထဲမှာဆိုရင်တော့ subscribe နဲ့ထားပေးပါ subscribe နှိပ်တာပေးပါဦးအားလုံးเนาะကျေးဇူးတင်ပါတယ် ဒီကလည်းခေါင်းလောင်းလေးနဲ့ ခေါင်းလောင်းလဲနှိပ်ပေးပါဦးတဲ့ဆရာစောချီတောင်းဆိုတိုင်းเนาะโอเคအားလုံးပညာရဖို့အတွက်ကျေးဇူးတင်ပါတယ်ပြီးတော့ဒီမှာကြည့်အင်ဂျင်ကတော့တလုံးလဲမကဘူးဟိုမှာအော်တိုလဲရှိတယ်ဟိုမှာလဲအများကြီးရှိတယ်เนาะဆိုင်ကယ်ပြင်တာเนาะဟိုမှာလဲရှိသေးတယ်အများကြီးပဲเนาะကလပ်ပဲပြပဲဟိုဒီမှာလဲအများကြီးရှိတယ်ဒီမှာကြည့်เนาะအားကြောင့်ငိုတို့များအတွက်ပညာရအောင် subscribe ဝင်နေထားပါမနေ့ပြန်တွေ့ဆုံမယ် bye bye အဆုံးအဆက်ကွာဒီ bye 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 အဆုံးဆိုင် ဟုတ်လား ကပ်ပေါ့လေ